အားလုံးပဲမင်္ဂလာပါရှင် EM Audio Book Cafe Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာဖတ်ပြတင်ဆက်ပေးသွားခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမတော်ရလာမင်းစန္ဒာရဲ့ခေါင်းတလားကြီးဆိုတဲ့ဖြစ်ရဆန်းကျဲပရာလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကျမတို့ရဲ့ channel ကနေပရိသတ်များအတွက်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်ဒီဇာတ်လမ်းလေးမစတင်ခင်မှာပရိသတ်များအနေနဲ့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးအားပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်က1948လွတ်လပ်ရေးရပြီးစားအချိန်အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေဟာလွတ်လပ်ရေးကြေညာပြီးတက်ဆုပ်ပြန်ဖို့အတွက်ပြင်ဆင်နေကြတယ်တောင်ပေါ်မြို့ငယ်လေးတစ်မြို့မှာတော့အင်္ဂလိပ်ဘုရင်ခန့်ဆာလောရင်ဟာအင်္ဂလိပ်ဗိုလ်တွေနေထိုင်ဖို့အတွက်ဆောက်လုပ်ပေးထားတဲ့အိမ်ကြီးမှာသူ့ရဲ့မိသားစုနဲ့အတူနေထိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့မိမိရဲ့နိုင်ငံကိုပြန်ဖို့အတွက်မိန့်ကြလာပြီးဖြစ်တာကြောင့်ဇနီးနဲ့ကလေးတွေကိုအရင်ပြန်ခိုင်းနေပြီးဆာလောရင်ကအချို့ကြံရှိနေသေးတဲ့ပစ္စည်းတွေကိုတင်စီနေပါတော့တယ်။ဆာလောရင်လည်းပစ္စည်းတွေတင်စီနေရင်ကမိမိရဲ့မြေတိုက်ခန်းထဲမှာရှိတဲ့ခေါင်းတလားကြီးအကြောင်းကိုတွေးမိလိုက်ပြန်တယ်။အဲ့ဒီခေါင်းတလားကြီးရရှိလာပုံကလည်းထူးဆန်းလာပါတယ်။1942ခုနှစ်ကဖက်စစ်ဂျပန်တွေနဲ့တိုက်ခိုက်ခဲ့စဉ်မှာဘုရင်ခန့်ဆာလောရင်တို့တပ်ဟာဆုတ်ခွာခဲ့ရဘူးပါတယ်။အဲ့ဒီအချိန်တုန်းကမြစ်ကြီးနားဘက်ကနေတက်ဆုတ်ပြီးအိန္ဒိယနိုင်ငံကိုရှောင်တိန်ခဲ့ရတယ်။ဖက်စစ်ဂျပန်တပ်ကလည်းလိုက်လံပြီးတိုက်ခိုက်ရမှာတော့အိန္ဒိယမြန်မာနယ်စပ်မှာတိုက်ပွဲဖြစ်ပွားပါတော့တယ်။အဲ့ဒီတိုက်ပွဲမှာအကြအဆုံးများလာပြီးဘုရင်ခန့်ဆာလောရင်ရဲ့တပည့်အရင်ဖြစ်သူစာဂျင်စမစ်ဆိုသူကိုဂျပန်တွေကဖမ်းဆီးမိသွားကြတယ်။ဂျပန်တွေစခန်းချရာကိုစစ်တုံးမန်းအဖြစ်ဖမ်းဆီးလာပေမဲ့လည်းဖက်စစ်တွေဟာအလွန်ညှဉ်းပန်းနှိပ်စက်ကြတယ်။ဘုရင်ခန့်ဆာလောရင်လည်းမကယ်နိုင်ပဲအိန္ဒိယဘက်ကိုဆုတ်ခွာသွားခဲ့ရတယ်။ဖက်စစ်ဂျပန်တွေဟာစာဂျင်စမစ်စီကိုနှီးအမျိုးမျိုးနဲ့စစ်မေးကြတယ်။စာဂျင်စမစ်လည်းခေါင်းမာတဲ့သူတယောက်ဖြစ်သည့်အားလျော်စွာပဲဘာသတင်းကိုမှဖွင့်ထုတ်မပြောခဲ့ဘူး။ဂျပန်စစ်ဗိုလ်ချုပ်ဆူကီနာဝါလည်းလပေါင်းအတော်ကြာတဲ့အထိဘလို့မှမေးမြန်းလို့မရတာဖြစ်တာကြောင့်ကျွန်းနဲ့ခေါင်းတလားကြီးတစ်ခုကိုထွင်းထုတ်ခိုင်းပါတော့တယ်။အဲ့ဒီခေါင်းတလားကြီးရောက်ရှိလာတဲ့အခါစာဂျင်စမစ်ကိုခေါ်ပြီးပြတယ်။စာဂျင်စမစ်လည်းအသက်သာအသေးခံသွားမယ်လို့ပြောပြီးရင်ငုံနှုတ်ပိတ်နေတာကြောင့်စာဂျင်စမစ်ရဲ့လက်ချောင်းတွေကိုအရင်ဖြတ်ပစ်လိုက်တယ်။စာဂျင်ဟာနာကျင်ပေမဲ့လည်းကြိတ်မိတ်ပြီးအန်ကျိတ်ခံနေတယ်။အဲ့ဒီကတဆင့်ဂျပန်ဗိုလ်ချုပ်ဆူကီနာဝါဟာ၎င်းရဲ့ဓာတ်နဲ့စာဂျင်စမစ်ရဲ့လက်နှစ်ဖက်ကိုခုတ်ဖြတ်လိုက်ပြန်ပါတယ်။စာဂျင်စမစ်လည်းနာကျင်လွန်းတာကြောင့်မခံနိုင်တော့ပဲအော်ဟစ်နေရပါတော့တယ်။ဖက်စစ်တွေဟာစာဂျင်စမစ်ရဲ့ပြတ်သွားတဲ့လက်အစုံကိုခေါင်းတလားကြီးတွေကိုပစ်ထည့်လိုက်ပြီးထပ်မံပြီးတော့မေးမြန်းပြန်ပါတယ်။စာဂျင်စမစ်ကမိမိကိုတက်လို့လျင်တက်ပါမိမိတို့တက်ပေါ်ဘယ်တော့အခါမှတစ္ဆာမဖောက်ပါလို့ဆိုတယ်။ဆူကီနာဝါလည်းသူ့ရဲ့ဓာတ်နဲ့စာဂျင်စမစ်ရဲ့ခြေထောက်ကိုထပ်မံခုတ်ဖြတ်ပစ်လိုက်ပြီးပြတ်သွားတဲ့ခြေထောက်ကိုခေါင်းတလားကြီးတွေကိုပစ်ထည့်လိုက်ပြန်ပါတယ်။စာဂျင်စမစ်မှာလက်နှစ်ဖက်ခြေထောက်နှစ်ဖက်စလုံးမရှိတော့ပါဘူး။အလွန်ရက်ဆက်လာတဲ့ဖက်စစ်ဂျပန်တွေဟာစာဂျင်စမစ်ကိုမချီပြီးအရှင်လက်လက်ခေါင်းတလားကြီးတွေကိုပစ်ထည့်လိုက်ကြပါတော့တယ်။စာဂျင်စမစ်ဟာသွေးလိမ့်လိမ့်နဲ့ခေါင်းတလားကြီးထဲမှာနာကျင်လွန်းတာကြောင့်ညှဉ်းညူနေပေမဲ့လည်းဖက်စစ်တွေကအကျဉ်းသားတရားကင်းမဲ့စွာနဲ့ခေါင်းတလားကြီးကိုပိတ်ပစ်လိုက်ကြပြီး၎င်းတို့စခန်းချရာနေရာအနီးမှာအရှင်လက်လက်မြေမြုပ်ပစ်လိုက်ပါတော့တယ်1945ခုနှစ်ကိုရောက်လာတဲ့အခါအင်္ဂလိပ်မဟာမိတ်တပ်နဲ့ BIA ဗမာလွတ်လပ်ရေးတပ်မတော်တို့ပူးပေါင်းပြီးဖက်စစ်ဂျပန်တွေကိုပြန်လည်တိုက်ခိုက်ကြပါတယ်ဖက်စစ်ဂျပန်တွေလည်းတက်ဆုပ်ပြီးပြန်ကြရတယ်အဲ့ဒီအခါအင်္ဂလိပ်ဘုရင်ခန့်ဆာလောရင်ဟာ1946ခုနှစ်မှာမြန်မာနိုင်ငံကိုပြန်လည်ပြီးရောက်ရှိလာပြန်ပါတော့တယ်။ယခင်ကတာဝန်ထမ်းဆောင်ရာတောင်ပေါ်မြို့ကလေးမှာရှိတဲ့သူနေထိုင်ခဲ့တဲ့အိမ်မှာပဲဆက်လက်နေထိုင်ရပြီးတာဝန်ထမ်းဆောင်ခွင့်ရပြန်ပါတယ်။ဆာလောရင်ဟာယခုတဖန်တာဝန်ထမ်းဆောင်ခြင်းမှာတော့သူ့ရဲ့ယုံကြည်ရတဲ့တပည့်စာဂျင်စမစ်မရှိတော့ခြင်းအပေါ်မှာအလွန်ပဲဝမ်းနည်းမိနေရှာတယ်။အဲ့ဒီအိမ်ကိုရောက်ရှိလာပြီးတပတ်ကြာတဲ့အခါမှာတော့ဆာလောရင်ဟာထူးဆန်းတဲ့အိမ်မက်ကိုမြင်မှတ်ပါတော့တယ်။အိမ်မက်ထဲမှာစာဂျင်စမစ်က
ညှိုးငယ်တဲ့မျက်နှာနဲ့ဆာလောရင်စီကိုရောက်ရှိလာခဲ့တယ်။အဲဒီနောက်ကျွန်ုပ်ကိုကယ်ပါလို့လာပြောနေတာကိုမြင်မှတ်တယ်။အဲဒီလိုထပ်တူညီတဲ့အိမ်မက်မျိုးကိုတလခြားတစ်ခါမြင်မှတ်ဖန်များလာတဲ့အခါမှာတော့ဆာလောရင်လည်းသူ့ရဲ့တပည့်တွေကိုခေါ်ယူပြီးစာဂျင်စမစ်ကိုဖမ်းခေါ်သွားရာအိန္ဒိယမြန်မာနယ်စပ်ကိုစေလွတ်ပြီးတော့ရှာဖွေခိုင်းပါတော့တယ်။လာပေါင်းအတော်ကြာရှာဖွေပေမဲ့လည်းစာဂျင်စမစ်ရဲ့သတင်းအစအနကိုမှမရခဲ့ပဲလက်လျှော့ပြီးပြန်လာခဲ့ကြရတယ်။1948ခုနှစ်မေလလယ်ခန့်အချိန်မှာတော့ဆာလောရင်ဟာအိမ်မက်ထပ်မံပြီးမက်ပြန်ပါတယ်။အခုတစ်ချိန်မှာတော့စာဂျင်စမစ်ကခေါင်းတလားကြီးကိုထမ်းလာပြီးအရင်ဂျပန်တွေစခန်းချရာနေရာရဲ့မလန်မကန်းမှာရှိတဲ့ဝေယုံတော်ကိုညွှန်ပြခဲ့တယ်။အဲ့ဒီဝေယုံတော်ဘေးမှာရှိတဲ့ကြောက်တုံးကြီးတစ်ဘေးမှာမြုပ်နှံထားတယ်လို့လာရောက်ပြောဆိုတာကိုမြင်မှတ်ပါတယ်။ဆာလောရင်လည်းသူ့ရဲ့တပည့်တွေကိုထပ်မံစေခိုင်းကတွေ့ရှိရင်ခေါင်းတလားကြီးကိုတည်ယူလာဖို့အတွက်မှာကြားလိုက်တယ်။ဒီလိုနဲ့စာဂျင်စမစ်ကိုရှာတဲ့အဖွဲ့ဟာ၄ လခန့်ကြာပြီးမှခေါင်းတလားကြီးကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။ခေါင်းတလားကြီးကိုပြန်လည်တူးဖော်ကြတဲ့အခါမှာခေါင်းတလားကြီးဟာအကောင်ပကတိအတိုင်းကျွန်းရောင်မှမိန်ပဲတည်ရှိနေသေးပါပဲ။အဲ့ဒီခေါင်းတလားကြီးကိုဘရင်ခံဆာလောရင်စီကိုတည်ယူလာတဲ့အခါလန်ခီမှာ2 လကျော်ခန့်ထပ်မံပြီးကြာမြင့်ခဲ့ပြန်ပါတယ်။စာဂျင်စမစ်ကိုထည့်ပြီးမြုပ်နှံထားတဲ့ခေါင်းတလားကြီးကိုတည်ယူလာစဉ်လမ်းတစ်လျှောက်မှာတော့ညဘက်ကိုရောက်တာနဲ့ခေါင်းတလားကြီးဟာလှုပ်ခတ်လာတတ်ပြီးအပုံနှံ့တွေထွက်လာတတ်တာကိုတည်ယူလာသူတွေကကြုံကြရတာမို့တုန်လှုပ်နေကြတယ်။ဆာလောရင်ရဲ့အမိန့်ကြောင့်သာမတက်တာပဲတဲလာကြရပေမဲ့လည်းခေါင်းတလားကြီးအနာကိုဘယ်သူမှမနေရကြပါဘူး။ဒီလိုနဲ့ကြောက်ကြောက်လန့်လန့်နဲ့တဲလာကြရင်ဆာလောရင်စီကိုဆိုက်ရောက်လာပါတော့တယ်။ဆာလောရင်လည်းခေါင်းတလားကြီးကိုဖွင့်ကြည့်ရမှာတော့အပိုင်းပိုင်းပြက်နေတဲ့အယိုးစုတွေကိုတွေ့ရပြီးစာဂျင်စမစ်ဝစ်စင်လေးရှိတဲ့အပေါင်းလက္ခဏာပုံဆွဲကြိုးနဲ့ဆာလောရင်စုချင်းမြင်မှုတဲ့လက်စွပ်ကိုတွေ့ရတာမို့စာဂျင်စမစ်ရဲ့ရုပ်အလောင်းလို့သိချသွားခဲ့ရတယ်။ဆာလောရင်လည်းအဖြစ်ဆိုးနဲ့မရှုမလတေးရရှာတဲ့မိမိရဲ့တပည့်ဖြစ်သူအပေါ်မှာအလွန်စိတ်မကောင်းဖြစ်မိရပြီးဝမ်းနဲ့ပူဆွေးနေမိပါတော့တယ်။စာဂျင်စမစ်ရဲ့ရုပ်အလောင်းကိုအခမ်းအနားနဲ့ခန်းခန်းနားနားတကြိုဖို့အတွက်ပြင်ဆင်ခိုင်းပြီးဘိုးအိမ်ထဲမှာပဲခေါင်းတလားကြီးကိုထားရှိထားပါတော့တယ်။ညဘက်ကိုရောက်လာတဲ့အခါမှာတော့ခွေးတွေကဘိုးအိမ်ဘက်စီကိုကြည့်ကဆွဲဆွဲငင်ငင်ဦးနေပါတယ်။ဘိုးအိမ်မှာညဆောင်အိတ်တဲ့အဆောင်တွေကအဲ့ဒီညမှာနှစ်ချိုက်ချိုက်အိပ်ပျော်နေကြတယ်။အဲ့ဒီချိန်မှာခေါင်းတလားကြီးဟာတရွေ့ရွေ့လှုပ်ခတ်လာပါတော့တယ်။ခေါင်းတလားကြီးလှုပ်လာလေလေခွေးတွေကပိုပြီးဦးလာလေပါပဲ။ဒီတစ်ခါမှာတော့ခွေးတွေဆွဲဆွဲငင်ငင်ဦးပြီးတာနဲ့ခေါင်းတလားအဖုံးဟာပွင့်လာခဲ့တယ်။ခေါင်းတလားကြီးပွင့်လာတာနဲ့ဆွဲဆွဲငင်ငင်ဦးနေတဲ့ခွေးတွေဟာတိတ်ဆိတ်ငြိမ်သက်သွားကြတယ်။အတန်ခတ်တဲ့တဲ့နဲ့အတူခေါင်းတလားကြီးတဲ့ကတစုံတရာဟာထွက်လာပါတယ်။အဲ့ဒီအရာဟာလူရဲ့ကိုယ်ခန္ဓာနဲ့ခေါင်းသာပါတဲ့စာဂျင်စမစ်ပါပဲ။၎င်းဟာခေါင်းတလားအတွင်းကနေထားလိုက်တာနဲ့ခြေပြက်လက်ပြက်တွေကခန္ဓာကိုယ်မှာသူ့အလိုလိုဆက်သွားကြတယ်။စာဂျင်စမစ်ဟာခေါင်းတလားအတွင်းကနေတဖြည်းဖြည်းထွက်လာပြီးဘိုးအိမ်အပေါ်ကိုတက်တဲ့လှေကားအတိုင်းတရွေ့ရွေ့တက်လာနေပါတယ်။တစုံတစ်ခုသောအခန်းဝရှိကိုရောက်တဲ့အခါစာဂျင်စမစ်ဟာရက်တန့်သွားပြီးအခန်းကိုကြည့်လိုက်တယ်။အဲ့ဒီအချိန်အခန်းတကားဟာကျွီးဆိုပြီးမိကသူ့အလိုလိုပွင့်သွားပါတော့တယ်။မိမိရဲ့အခန်းတကားဖွင့်တဲ့ကြားရတာကြောင့်ဆာလောရင်ကအိမ်နေရာကနေထပြီးအခန်းဝစီကိုကြည့်လိုက်မိတဲ့အခါမှာတော့အလွန်ထိတ်လန့်သွားမိပါတယ်။စာဂျင်စမစ်ရဲ့ဖြူဖက်ဖက်မျက်နှာနဲ့မိမိကိုအခန်းဝကနေကြည့်နေတာကိုမြင်လိုက်ရတာဖြစ်တာကြောင့်စစ်ပွဲမှာစွန်းစွန်းတမန်တိုက်ခတ်ခဲ့ရတဲ့ဘရင်ခံတယောက်ဖြစ်ပေမဲ့လည်းကျုံရိုးထဲမှာစိမ့်သွားပြီးထိတ်လန့်သွားမိတာကတော့အမှန်ပါပဲ။ကြောက်လန့်တကြားနဲ့အဆောင်တွေကိုအော်ဟစ်ကြည့်လိုက်ပေမဲ့လည်းဆာလောရင်ဟာအတန်ကထွက်မလာပါဘူး။အဲ့ဒီအချိန်မှာစာဂျင်စမစ်ဟာဆာလောရင်ရဲ့အခန်းအတွင်းကိုတရွေ့ရွေ့နဲ့လှမ်းလာနေပါတော့တယ်။စမစ်မင်းကတေးပြီးသားပဲ။ဆာလောရင်ဟာစကားတွေတောင်ထစ်အပ်ပြီးပြောမိနေတယ်။ဆရာကျွန်တော်ကိုထားခဲ့တယ်။စမစ်ရဲ့အတန်ဟာအေးဆက်ဆက်နဲ့ကြောချမ်းစရာကောင်းလွန်းလာတယ်
ငါထားခဲ့တာမဟုတ်ပါဘူးကဲလို့မရတော့လို့ပါဆာလောရင်ဟာအခုလိုမျိုးသေဆုံးသွားပြီးသူကထလာပြီးမိမိကိုစကားလာပြောလိမ့်မယ်လို့မတွေးထားခဲ့ဘူးပါဘူးဆရာကျွန်တော်ကိုထားခဲ့တယ်စမစ်ရဲ့အတန်ကပိုပြီးကျေလောင်းလာတယ်ငါတောင်းပန်ပါတယ်စမစ်ရာဆာလောရင်ဟာတုံရင်ရင်နဲ့တောင်းပန်နေရတယ်ကျွန်တော်အယမ်းနာကျင်နေရတယ်ဆရာလူစားလဲပေးပါအဲ့ဒီလိုစမစ်ကငိုတန်ကြီးနဲ့ပြောလာတယ်ငါဘာလုပ်ပေးရမလဲပြောမင်းကျင်တဲ့အထိအားလုံးလုပ်ပေးပါမယ်ဆာလောရင်စီကနေအဲ့ဒီလိုစကားကိုကြားလိုက်ရတဲ့အခါစာဂျင်စမစ်ဟာဆာလောရင်ကိုတေချာစွာစိုက်ကြည့်လိုက်ပြီးတကယ်လားအဲ့ဒီလိုမေးလိုက်ပါတယ်ဆာလောရင်ကလည်းခေါင်းငိတ်ပြလိုက်တယ်နောက်လ9ရက်နေ့ဟာကျွန်တော်တည်ဆုံးတာ9နှစ်တိတိပြည့်တဲ့နေ့ပဲအဲ့ဒီညမှာလူစားလဲမဲ့သူကိုလက်တွေခြေထောက်တွေခုတ်ဖြတ်ပစ်ပြီးအရှင်လက်လက်ခေါင်းတလားကြီးတွေကိုထည့်ပိတ်ပြရမယ်အဲ့ဒီခေါင်းတလားကြီးကိုဒီမြေတိုက်ခန်းမှာပဲပိတ်ထားပေးပါဆာလောရင်ဟာထိတ်လန့်နေပြီဖြစ်တာကြောင့်စာဂျင်စမစ်ပြောသမျှကိုခေါင်းငိတ်လက်ခံလိုက်ရပါတော့တယ်အဲ့ဒီအခါမှာစာဂျင်စမစ်လည်းကျိန်နဲ့သွားပြီးတဖြည်းဖြည်းနောက်ကိုဆုတ်သွားကအခန်းအပြင်ဘက်ကိုပြန်ရောက်သွားပါတယ်ဂျင်းခနဲ့အတန်နဲ့အတူအခန်းတကားကလည်းအတန်ကျဲလောင်စွာမြည်ရင်ပြန်ပိတ်သွားတဲ့အခါမှာတော့ဆာလောရင်လည်းအလန့်တကြားနဲ့អော်လိုက်မိပါတော့တယ်ဘိုးအိမ်အပေါ်ကအတန်တွေကြောင့်အဆောင်တွေလည်းလက်နိုးလာပြီးပြည့်တက်လာကြတယ်ဆရာဘာဖြစ်လို့လဲဆရာအဆောင်တွေကဆာလောရင်ကိုမေးမြန်းကြတယ်ဘာမှမဖြစ်ပါဘူးတကားဖွင့်ပြီးအိပ်ပျော်သွားတာလေလေးတိုက်လို့သူ့ဘာသာသူပိတ်သွားတာပါဒါနဲ့အပေါ်တက်လာတော့ကတခုခုများမတွေးမိကြဘူးလားဘာမှမတွေးမိပါဘူးဆရာအဆောင်နေစီကဘာကိုမှမတွေးမြင်ကြရဘူးဆိုတဲ့အကြောင်းကိုကြားမှဆာလောရင်လည်းတက်ပြင်းချလိုက်နိုင်ပါတော့တယ်အဆောင်နေရောက်ရှိလာတဲ့အခါဆာလောရင်လည်းစိတ်သက်သာရသွားပြီးအဆောင်တစ်ယောက်ကိုမိမိရဲ့အခန်းရှိမှာစောင့်အိတ်ခိုင်းပါတယ်အခုအခါမှာတော့စာဂျင်စမစ်ကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတာဖြစ်တာကြောင့်ညအိတ်လို့လည်းမပြောနိုင်ပဲတညလုံးထိုင်းနေပြီးမိုးစင်စင်လင်းသွားရပါတော့တယ်ပရာလောကဆိုတာကိုဆာလောရင်တယောက်မယုံကြည်လက်မခံလို့ပေမဲ့လည်းအခုလိုကိုယ်တိုင်ကြုံလိုက်ရတဲ့အခါမှာတော့မယုံကြည်ခြင်းတွေဟာတဖြည်းဖြည်းလျော့နေလာခဲ့ပါပြီသူ့ရဲ့တပည့်တွေကိုလည်းစာဂျင်စမစ်ရဲ့ခေါင်းတလားကြီးကိုမြေတိုက်ခန်းမှာသာခိတ္တထားရှိဖို့အတွက်ညွှန်ကြားလိုက်မိတယ်အဲ့ဒီနောက်ဆာလောရင်ဟာမိမိရဲ့ယုံကြည်စိတ်ချရတဲ့တပည့်ဖြစ်သူစာဂျင်စမစ်ကိုလည်းတနာလာခဲ့တယ်နောက်လာမှာစာဂျင်စမစ်ရဲ့နှစ်ပတ်လည်နေ့မှာတော်ရင်လူရိုင်းနေလို့ရစ်ပူစော်မဲ့ပုံစံမျိုးနဲ့နီးတူတက်ရှိလူသားတယောက်ယောက်ကိုအစားထိုးရမယ့်အရေးကိုတွေးတောရင်းစိတ်နှလုံးညှိုးနှမ်းသွားမိတယ်ဒီနေရာမှာတော့ဆာလောရင်ရဲ့ဇယိုက်လက္ခဏာကိုအနည်းငယ်ရှင်းပြရရင်သူဟာဂုံတိတ်ခါရှိပြီးအထက်တန်းကျတဲ့မိသားစုကနေပေါက်ဖွာလာပြီးတီကြည်ဖြောင်းမတ်တဲ့သူတယောက်ဖြစ်သည့်အားလျော်စွာဘိုးဘွားလက်ထက်ကလေးကဘရင်ရဲ့အမှုရန်ဖြစ်ခဲ့ပြီးငွေကြေးလည်းချမ်းသာကြပါတယ်သူတို့ရဲ့အလေးထားမှုဟာချမ်းသာကြွယ်ဝရေးထက်မိမိရဲ့အမျိုးကုံကိုစောင့်နိုင်ခြင်းသာဖြစ်ပါတယ်အခုခါမှာတော့ဆာလောရင်ဟာတက်ရှိလူသားတယောက်ကိုခြေလက်ဖြတ်ပစ်ပြီးအရှင်လက်လက်ခေါင်းတလအတွင်းကိုထည့်ပေးရမယ့်အပေါ်အလွန်ကိုစိတ်ပင်ပန်းနေရပါတယ်တစ်ဖက်ကနေကြည့်တော့လေမိမိရဲ့အားကိုးအားထားပြုရတဲ့တပည့်တယောက်ဟာရန်သူလက်အတွင်းနှိပ်စက်ခံရပြီးရရဆက်ဆက်အသက်ခံခဲ့ရတာဟာအထက်လူကြီးဖြစ်တဲ့မိမိရဲ့ဉာဏ်ဖြစ်မှုကြောင့်လို့ခံယူတာကြောင့်စာဂျင်စမစ်ကိုပထမတစ်ကြိမ်မကယ်တင်နိုင်ခဲ့ပေမဲ့လည်းအခုဒုတိယအကြိမ်ကယ်တင်ခြင်းခဲ့မိတယ်ဆာလောရင်လည်းစိတ်အလွန်ပင်ပန်းလာတဲ့အခါအခြားမြို့မှာတာဝန်ထမ်းဆောင်လျက်ရှိတဲ့အလွန်ယုံကြည်ရပြီးညီအကိုတမျှခင်မင်ရတဲ့မေဂျာဂျွန်ဆင်စီကိုကျင်းနှံကြိုလှမ်းရိုက်ခါခေါ်လိုက်ပါတော့တယ်တပတ်ခန့်ကြာတဲ့အခါမှာတော့ဘိုးအိမ်ရှိမှာမြင်းရထားတစ်စီးဒုံဆိုင်မောင်းဝင်လာပြီးရက်တန့်သွားတယ်မြင်းရထားပေါ်မှာအသားနီဆက်ဆက်နှကမ်းမွေးခရီးရည်နဲ့ကိုခန္ဓာမှာယောက်ျားပီသားတဲ့အချိုးစစ်ရှိသူလူတစ်ယောက်လောကြီးစွာနဲ့ဆင်းလာခဲ့တယ်အဲ့လိုဆင်းလာပြီးရတဲ့တပြိုင်နက်ဘိုးအိမ်ထဲကိုခက်မြက်မြက်ဝင်သွားတာဟာအဆောင်တွေတောင်မတားလိုက်နိုင်ပါဘူးဟာဂျွန်ဆန်
လော်ရင်သူတို့နှစ်ဦးဟာတွေ့တာနဲ့နှွေးထွေးစွာပွေ့ဖက်နှုတ်ဆက်လိုက်ကြတယ်အလွန်ခင်မင်ကြသူတွေဖြစ်တာကြောင့်မိမိတို့ရဲ့နာမည်ရှိမှယာရုတွေကိုတော့မခေါ်ဝေါ်ပြစ်ကြတော့ပါဘူးဆာလော်ရင်ဟာလည်းမိမိရဲ့ခင်မင်ရတဲ့မိတ်ဆွေမေဂျာဂျွန်ဆင်ရောက်ရှိလာခြင်းအပေါ်အလွန်ကိုဝမ်းမြောက်မိနေပါတယ်ညအချိန်ကိုရောက်တဲ့အခါနှစ်ဦးသားမအိပ်ကြသေးပဲရှေးဟောင်းနှောင်းပြစ်တွေပြောကရီမောနေမိကြတယ်လော်ရင်ခမညာအမ်မလီကိုမှတ်မိတယ်မလားအမ်မလီစကော့ရဲ့ညီမလားဟုတ်ပါဗျာသူနဲ့အရင်နှစ်လောက်ကတခါဆုံတော့ခမညာကိုမေးနေသေးတယ်ဟာမလုပ်ပါနဲ့ဂျွန်ဆင်ရမိမသိရင်မိုးမိလောင်ပါကွာအဲ့လိုပြောရင်နှစ်ယောက်သားဗျိုင်းတူရီမောလိုက်ကြတယ်ဒါနဲ့ခမရဇနီးလည်းမမြင်ပါလားဗျသူ့တငယ်ချင်းယောက်ျားယာရုတိုးလို့ပါတီလောက်တာသွားတယ်လေသုံးညအိတ်တဲ့ဒါဆိုအမ်မလီရဲ့အကြောင်းဆက်ပြောလို့ရတာပေါ့ဗျမိတ်ဆွေနှစ်ဦးပြန်လဲစုံစည်းကြတဲ့အတွက်စကားစားမပြတ်ပါဘူးအဲ့ဒီအချိန်အိမ်နီးတစ်ဝိုက်မှာရှိတဲ့ခွေးတွေကအဆက်မပြတ်ဥလာပါတယ်ခွေးဟောင်တန်နဲ့အတူမြေတိုက်ခန်းစီကနေထွက်လာတဲ့အတန်ကြောင့်စကားစားပြတ်သွားကြတယ်မေဂျာဂျွန်ဆင်ကဆာလော်ရင်ကိုကြည့်ပြီးကျင်းနဲ့ရိုက်ခါခေါ်ရတဲ့အကြောင်းကိုမေးမြန်းလိုက်တယ်ကဲခမရပြဿနာကိုပြောပါအောင်အဲ့လိုဆိုးလာတဲ့အခါဆာလော်ရင်လည်းဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်ပါတော့တယ်အော်ဆာဂျင်စမစ်ဆိုတာကျွန်တော်စီကိုတစ်ခါလာဘူးတဲ့တယောက်လားဟုတ်တယ်ဂျွန်ဆန်တခါကခမရစီကိုကျွန်တော်သွားခိုင်းမှုတယ်လက်နဲ့တည်ယူဖို့ကိစ္စနဲ့လေအိုးကျွန်တော်မှတ်မိပြီအခုကဘလို့ဆက်လုပ်ခြင်းလဲလော်ရင်ဆာလော်ရင်လည်းစိတ်ပင်ပန်းစွာနဲ့ကျွန်တော်လည်းမကြံတတ်တော့လို့ခမရကိုခေါ်လိုက်တာပါပဲမေဂျာဂျွန်ဆင်ဟာအတန်ငယ်စဉ်းစားလိုက်ပြီးတစုံတစ်ခုကိုသတိရသွားပြီးပြုံးလိုက်တယ်ကျွန်တော်အကြံရပြီလော်ရင်ကျွန်တော်မိတ်ဆွေရဲ့မှာအင်စပက်တာမင်းကြီးတယောက်ရှိတယ်ဗျသူကင်တွယ်ရတဲ့အမှုတွေမှာတိမ်မိန်ကြတဲ့တရားခံတွေရှိတယ်အဲ့လိုလူတွေကိုသုံးမယ်ဆိုရင်တော့မတရားသက်ရမရောက်တော့ဘူးပေါ့ဗျာခမပြောတော့လဲဟုတ်တယ်လို့ပါပဲဂျွန်ဆင်ရဲ့ဒါပေမဲ့လူစားလက်မဲ့သူအတွက်တရားခံဖြစ်ပါစေအောင်တော့ကျွန်တော်ကတော့သူ့ရဲ့ကြံရစ်တဲ့မိသားစုဝင်တွေအတွက်ထောက်ပံ့ပေးခြင်းနဲ့ဗျမိသားစုဝင်ရှိတဲ့သူဖြစ်မယ်ဆိုရင်ထိုက်ထိုက်တန်တန်ပေးမယ်လို့ညှိနှိုင်းပေးခဲ့ဗျာကောင်းပြီလေကျွန်တော်မနှက်ဖြန်မဲသွားလိုက်ပါမယ်9 ရက်နေ့အမီလူစားလဲဖို့လူနဲ့ပြန်ရောက်လာရင်ဖြစ်တယ်မလားဆာလော်ရင်လည်းအခုမှစိတ်အေးရပြီဖြစ်တာကြောင့်ခေါင်းမွန်စွာအိပ်ဆက်နိုင်ပါတော့တယ်မနက်လင်းတဲ့အခါမှာတော့မေဂျာဂျွန်ဆင်နဲ့ဆာလော်ရင်တို့ဟာနနက်စာကိုစားသုံးပြီးနှုတ်ဆက်စကားဆိုနေကြပါတယ်ဂျွန်ဆန်အခုနိုင်ငံရေးအခြေအနေရမကြခင်မှာပဲလွတ်လပ်ရေးပေးရဝယ်ရှိနေတယ်ကျွန်တော်ကတော့လွတ်လပ်ရေးမပေးရသေးခင်စာဂျင်စမစ်ကိစ္စကိုပြီးမြောက်သွားစေချင်တာပါပဲကျွန်တော်စူးစမ်းပါမယ်လော်ရင်စိတ်ချပါအဲ့လိုပြောလိုက်ပြီးမေဂျာဂျွန်ဆန်လည်းမြင်းထားပေါ်ကိုတက်ပြီးဘိုးအိမ်ကနေထွက်ခွာသွားပါတော့တယ်ဆာလော်ရင်လည်းမေဂျာဂျွန်ဆန်ဟာတိကျသေးချတဲ့သူဖြစ်တာကြောင့်အနှဲငယ်စိတ်အေးသွားရတယ်မေဂျာဂျွန်ဆန်ထွက်သွားပြီး3 ရက်ခန့်ကြာမှာတော့ဆာလော်ရင်စီကိုအင်္ဂလန်ပြည်ကဘရင်ခံချုပ်ကစာပို့လာခဲ့တယ်မြန်မာနိုင်ငံကိုလာမဲ့လဆန်းပိုင်းမှာလွတ်လပ်ရေးပေးမဲ့အကြောင်းနဲ့မိမိတို့ရဲ့တိုင်းပြည်ကိုတပ်ဖွဲ့အတိုင်းပြန်လာပါရန်လို့ပါရှိပါတယ်။ဆာလော်ရင်လည်းဆာဂျင်စမစ်ရဲ့ပြဿနာကိုဖြေရှင်းရအောင်မှဖြစ်တာကြောင့်ဘေးကျနံချက်ဖြစ်သွားရတယ်။နောက်လ9 ရက်နေ့ဟာဆာဂျင်စမစ်ရဲ့နှစ်ပတ်လည်နေ့ဖြစ်တာကြောင့်အဲ့ဒီညမှာဘိုးအိမ်မှာသူရှိနေမှဖြစ်လိမ့်မယ်။ဇနီးနဲ့သားသမီးတွေကိုမိမိတို့ရဲ့နိုင်ငံကိုပြန်ဖို့အတွက်ပစ္စည်းတွေနဲ့လန်ခီအတွက်လိုအပ်တာတွေကိုမှာကြားနေစဉ်မှာအိမ်ရှိကခေါ်တန်ကြားလိုက်ရတယ်။ဆရာတန်ကြိုးစာခမဘယ်ရလဲမေဂျာဂျွန်ဆန်လို့ပါရှိပါတယ်ခမမေဂျာဂျွန်ဆန်ဆိုတဲ့အမည်ကိုကြားတာနဲ့ဆာလော်ရင်လည်းကျင်းနှန်းစာကိုနှက်ယူပြီးဇနီးတွေကိုအခန်းကနေထွက်သွားဖို့အတွက်ခိုင်းလိုက်တယ်။ဇနီးတွေထွက်သွားမှကျင်းနှန်းစာကိုလျင်မြန်စွာနဲ့ဖတ်ကြည့်လိုက်တယ်။လော်ရင်ကျွန်တော်အားလုံးအဆင်ပြေသည်မနှက်ဖြန်ထွက်လာမည်ဂျွန်ဆန်အဲ့လိုပါရှိပါတယ်ဆာလော်ရင်လည်းအလွန်ဝမ်းမြောက်သွားပြီးအခုတခါမှာတော့
အားလုံးပြီးစီးတော့မယ်လို့တွက်ဆလိုက်မိပါတယ်ညနေလာတဲ့အခါဆာလောရင်ရဲ့ဇနီးသည်ဟာတရေနိုးလာပြီးမိမိတို့ရဲ့ဂရင်နဘေးကိုလှမ်းကြည့်လိုက်မိတယ်ဆာလောရင်အိတ်တက်ပတ်နဘေးမှာစာချင်စမစ်ကသွေးတစ်စက်မှမရှိတဲ့မျက်နှာနဲ့ဆာလောရင်ကိုစိုက်ကြည့်နေတာကိုတွေ့မြင်သွားတဲ့အခါမှာတော့အလွန်ထိတ်လန့်သွားပြီးအော်ဟစ်ပစ်လိုက်တော့တယ်ဆာလောရင်လည်းဇနီးသည်ရဲ့အော်ဒန်ကြောင့်လက်နိုးသွားပြီးလူးလဲထထိုင်ကမြင်းမြတ်လိုက်တယ်။ဘာဖြစ်တာလဲမေရီ။စမစ်ရှင့်နဘေးမှာရှင့်ကိုကြည့်နေတယ်။အဲ့လိုပြောတဲ့အခါဆာလောရင်လည်းထိတ်လန့်သွားပြီးရှာဖွေကြည့်ပေမဲ့လည်းမတွေ့ရပါဘူး။မင်းအိမ်မက်ဆိုးတွေမှတ်နေတာပါ။စိတ်အေးအေးထားပြီးပြန်အိတ်လိုက်ငါစောင့်နေပြီမယ်။โอเค။ဟုတ်ကဲ့ပါ။ဇနီးတွေကိုစိတ်သက်သာဖို့အတွက်ပြောလိုက်ပေမဲ့လည်းဆာလောရင်လည်းထိတ်လန့်နေခဲ့တယ်။အဲ့လိုလည်းမပြောတော့တာကြောင့်ခေါင်းအုံးကိုထောင်းလိုက်ပြီးမှီးထိုင်နေလိုက်တယ်။အဲ့ဒီအချိန်အော်ဒန်တစ်ခုကိုကျဲလောင်စွာကြားလိုက်ရတယ်။အာကဲကြပါ။အတန်စူးစူးကိုကြားလိုက်ရတာကြောင့်ဆာလောရင်ရဲ့ဇနီးတွေလည်းလက်နိုးသွားခဲ့တယ်။ဆာလောရင်နဲ့အတူဇနီးတွေဖြစ်သူလည်းလင်းမြန်စွာနဲ့အခန်းတကားကိုဆွဲဖွင့်လိုက်ပြီးအတန်လာရာစီကိုဆင်းပြေးလိုက်ကြတယ်။အော်ဒန်ဟာညဆောင်တာဝန်ကြတဲ့အိန္ဒိယလူမျိုးမာဆွတ်ဖြစ်နေတယ်။ဘာဖြစ်တာလဲမာဆွတ်။တခြားအဆောင်တွေလည်းရောက်လာပြီးဝိုင်းဝန်းမေးမြန်းကြပေမဲ့လည်းမာဆွတ်ဟာအလွန်ထိတ်လန့်ပြီးတုန်လှုပ်နေကမျက်လုံးတွေတောင်ပြူးထွက်နေပါတယ်။အတော်လေးကြာတော့မှစိတ်ပြန်လဲတည်ငြိမ်သွားပြီးအထစ်ထစ်အငုံငုံနဲ့ပြော့ပြတယ်။ဆက်ကျွန်တော်စာချင်းကိုမြင်လိုက်တဲ့ဆက်ကျွန်တော်ကင်းနေရင်မြေတိုက်ခန်းကအတန်ကြားလို့မြေတိုက်ခန်းတကားကိုဖွင့်ကြည့်တာစာချင်းကလှေကားအတိုင်းတက်လာနေတယ်ကျွန်တော်လည်းကြောက်လွန်းလို့တကားပိတ်ပြီးလှည့်ထွက်မဲ့အလို့ကျွန်တော်ခြေထောက်ကိုလက်အေးကြီးနဲ့နှံ့ဆွဲတယ်သူကတကားအပြင်ဘက်ကိုရောက်နေပြီကျွန်တော်လည်းကြောက်လွန်းလို့အော်မိတာပါကျွန်တော်ဒီညအိမ်မဲပြန်မရသေးဆက်ဆာလောရင်ရဲ့ဇနီးတွေဟာလည်းအလွန်ထိတ်လန့်နေပါပြီဆာလောရင်လည်းကျန်တဲ့လူတွေကြောက်မှာကိုစိုးတာကြောင့်စကားအလှသုံးကချုံမော့လိုက်ရတယ်မနှက်ဖြန်လူလဲပေးမယ်မှာဆော့ဒီညတော့မိုးလဲချုပ်နေပြီမင်းကြောက်ရင်2ယောက်တစ်ဖွဲ့3ယောက်တစ်ဖွဲ့နေဟုတ်လားအဲ့လိုပြောလိုက်ပြီးဇနီးတွေကိုခေါ်ကလှေကားကိုအတန်တန်ကိုကြားလိုက်ရပြန်တယ်ဒုတ်ဆိုတဲ့မြေတိုက်ခန်းထဲကလာတဲ့အတန်ပါပဲမြေတိုက်ခန်းစီကလာနေတဲ့အတန်ဟာတဖြည်းဖြည်းပိုးကျလာနေတယ်ညဆောင်မှာဆိုလဲအတန်ကြားတာနဲ့အလွန်တုန်လှုပ်နေကဘိုးအိမ်ကနေထွက်ပြေးမဲ့ဟန်ပြင်းနေတာကြောင့်အခြားအဆောင်တွေကဝိုင်းပြီးဆွဲထားကြရတယ်ဆာလောရင်ကဇနီးတဲ့မေရီကိုအိမ်မော်မှာသာနေဖို့အတွက်ပြောပြီးတက်သွားခိုင်းနေလိုက်တယ်မဆွတ်နဲ့အခြားအဆောင်တစ်ယောက်ကိုလည်းအခန်းရှိမှာမေရီကိုစောင့်ပေးဖို့အတွက်စေခိုင်းလိုက်တယ်အဲ့နောက်ဆာလောရင်လည်းအဆောင်2ယောက်နဲ့အတူမြေတိုက်ခန်းကိုတွားကြည့်ပါတယ်မြေတိုက်ခန်းတကားကိုဖွင့်လိုက်တဲ့အခါမြည်လာတဲ့အတန်ဟာတိတ်ဆိတ်နေတဲ့ညမှာခြောက်ချားပွေရအတိပါပဲခွေးတွေကလည်းဘိုးအိမ်ဘက်ကိုကြည့်ပြီးဆွဲဆွဲငင်ငင်ဦးနေတာကမရက်တော့ပါဘူးအဆောင်တစ်ယောက်ကမီးအိမ်ကိုကင်ပြီးရှေ့ဆုံးကနေဝင်ကအလဲမှာဆာလောရင်ကလိုက်ဝင်တယ်နောက်ဆုံးမှာတော့ကျန်းနေတဲ့အဆောင်ကလိုက်ဝင်ပြီး3ယောက်သားလှေကားအတိုင်းတဖြည်းဖြည်းဆင်းကြည့်လိုက်တယ်အတန်ဟာခေါင်းတလားကြီးထားရှိရာဘက်စီကနေပြန့်လွင့်လာနေတယ်အဆောင်ကမီးအိမ်ကိုအပေါ်ဘက်ကိုအနှဲငယ်မြှောက်ကြည့်လိုက်တဲ့အခါမီးရဲ့အလင်းရောင်နဲ့ခေါင်းတလားကြီးရဲ့အရေးဟာနဘေးနေရံမှာပေါ်လာပါတော့တယ်အဲ့ဒီခေါင်းတလားကြီးပေါ်မှာတစုံတစ်ယောက်ထိုင်နေတာကိုအရိပ်ထဲမှာတွေ့နေရတယ်ဆာလောရင်တို့လည်းဆာဂျင်စမစ်ဟာတိတ်ဆုံးပြီဖြစ်တာကြောင့်အရိပ်မထင်နိုင်ပဲဘသူဖြစ်မှာကိုသိလိုတာကြောင့်ခေါင်းတလားထားရဘက်ကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းတလားကြီးပေါ်မှာလူတစ်ယောက်ကြောပေးပြီးထိုင်နေတာကိုနှက်မြင်လိုက်ကြရတယ်အဲ့ဒီလူဟာတစုံတစ်ခုကိုရှာဖွေးနေပုံရတယ်ဆာလောရင်တို့လည်းမျက်တောင်မခတ်တန်ကြည့်နေစင်မှာပဲအဲ့ဒီလူဟာလက်ပြတ်တစ်ဖက်ကိုကင်ထားပြီးသူ့ရဲ့လက်ကိုဆက်လိုက်လက်ကပြန်ပြုတ်ကျလိုက်နေဖြစ်နေတယ်ဂျီဂျလစ်ဆိုပြီးထွက်လာတဲ့အတန်တွေဟာအတော်လေးကိုထိတ်လန့်ဖွယ်ကောင်းလွန်းနေတယ်ဆာလောရင်တို့လည်းအလွန်ထိတ်လန့်သွားစင်မှာအဲ့ဒီလူဟာတဖြည်းဖြည်းနဲ့လှည့်လာတယ်ကျွန်တော်ကိုကူညီပါဦး
ဆက်စာဂျင်စမစ်အာအဆောင်နှစ်ယောက်နဲ့အတူဆာလောရင်လည်းအပေါ်ကိုတက်ပြေးရပါတော့တယ်အပေါ်ရောက်တာနဲ့မြေတိုင်းခန်းတကားကိုပိတ်ပြီးဗီဒီယိုကြီးတစ်ခုကိုဆွဲယူလာစေကတကားဝကိုပိတ်ထားလိုက်ပါတော့တယ်တကားအတွင်းဘက်စီကစာဂျင်စမစ်ကတဒုံဒုံထုလာနေတယ်ဆာလောရင်တို့သုံးဦးဟာတကားကိုသာမမိတ်မတုံနဲ့စိုက်ကြည့်နေခဲ့တယ်အပေါ်ရက်ကမာဆွတ်တို့နှစ်ယောက်နဲ့ဆာလောရင်ရဲ့ဇနီးတွေဟာတော့မျက်နှာမှာတော့သွေးမရှိတော့ပါဘူးဆာလောရင်ရဲ့ကလေးနှစ်ယောက်နဲ့နိုးလာပြီးထိတ်လန့်သွားတာကြောင့်ငိုနေကြတယ်အတန်ကြာတဲ့အခါမှထုတန်တွေဟာတိတ်သွားတော့တယ်ဘိုးရင်တွင်းမှာရှိတဲ့လူတွေဟာဘယ်သူမှမအိပ်ရတော့ပဲအပြင်ဘက်မှာဆူယုံပြီးမိုးလင်းပေါက်ထိုင်းနေမိကြတော့တယ်မနက်လင်းတာနဲ့ဆာလောရင်ဟာဇနီးတွေနဲ့ကလေးနှစ်ယောက်ကိုလိုအပ်တာတွေယူဆောင်ကဥစွာပြန်ခိုင်းလိုက်နေရပါတယ်ဆာလောရင်လည်းအိမ်မှာအဆောင်အင်အားကိုထပ်မံပြီးတိုးချထားလိုက်ရတော့တယ်မေဂျာဂျွန်ဆင်ရဲ့ကျင်းနှန်းထဲမှာတော့ယနေ့ထွက်လာမယ်လို့ဆိုတာကြောင့်တပတ်ခါလောက်မှာတော့ရောက်လာနိုင်ပါလိမ့်မယ်လျှို့ဝှက်သတင်းတွေအရဇန်နဝါရီလ4 ရက်နေ့မှာလွတ်လပ်ရေးပေးမယ်လို့ကြားသိထားရတာကြောင့်စာဂျင်စမစ်ရဲ့နှစ်ပတ်လည်နေ့နဲ့လည်းရက်ကပ်နေတာကြောင့်တော်သေးတယ်လို့တွေးမိနေပြန်တယ်ဆာလောရင်ဟာအိမ်မှာအဆောင်တွေကိုအများပြချထားပေမဲ့လည်းညအချိန်ရောက်လာမှကိုတွေးပြီးကြောက်မိနေတယ်အချိန်ဟာကုံလွယ်လွန်းနေတဲ့အကြောင်းတရွေ့ရွေ့နဲ့ညနေဆောင်ကိုရောက်လာပါတော့တယ်အဆောင်တွေဟာလည်းတယောက်စကားတယောက်နာနဲ့တီလိုပြောဆိုနေကြပြီးအဖွဲနဲ့သာနေရဲကြပါတယ်ဆာလောရင်လည်းတညလုံးတစ်နေ့လုံးမအိပ်ဆက်ရပဲညနေနေဝင်ချိန်ရောက်မှအိပ်ပျော်သွားခဲ့တယ်နှစ်ချိုက်စွာအိပ်ပျော်နေစဉ်မှာပဲတစုံတစ်ယောက်ဟာဆာလောရင်ရဲ့အနီးကိုချင်းကပ်လာနေတယ်လို့အိမ်မက်မြင်မှတ်နေတယ်အဲ့ဒီလူကတော့စာဂျင်စမစ်ပါပဲဆရာကျွန်တော်ဆရာကျေးဇူးကြောင့်မကြခင်လွတ်လပ်တော့မယ်ဒီနေ့ကစပြီးဘသူ့ကိုမှလည်းမချောက်တော့ပါဘူးဆရာအဲ့လိုလာပြောတယ်လို့မှတ်ပြီးအိမ်မက်ကနေလက်နူလာခဲ့တယ်ဆာလောရင်လည်းမိမိရဲ့တပည့်ဖြစ်သူစာဂျင်စမစ်ကိုအခုဘဝကနေအမြန်ဆုံးအေးချမ်းသွားစေခြင်းနဲ့စာဂျင်စမစ်နဲ့မိမိစတင်ဆုံစည်းပြီးဖက်စစ်လက်အတွင်ကြားခဲ့တဲ့အချိန်အထိအကြောင်းအရာတွေကိုတွေးတောကပြန်လည်အောက်မေ့နေမိပါတော့တယ်မနက်လင်းတဲ့အခါမှာတော့အိမ်ရှိမှာစစ်သုံးဝီလီချစ်ကားလေးတစ်စီးရက်နေတယ်မေဂျာဂျွန်ဆင်ကိုပလိတ်3ယောက်နဲ့အတူတွေ့လိုက်ရတယ်အဲ့ဒီနောက်အသားဖြူဖြူဥပရိယုတ်ခတ်တန်တန်ပိန်မိန်ပါပါလူလက်တန်းစားပုံပေါ်နေပြီးအေးဆေးတဲ့သဘောရှိတဲ့လူတစ်ယောက်ကိုလက်မှာကျိုးနဲ့တင်းကျပ်စွာချီနှောင်ထားတယ်ကားပေါ်ကနေအားလုံးပေါင်း9ယောက်ဆင်းလာကြတယ်လောရင်မေဂျာဂျွန်ဆင်ဟာခေါ်လာတဲ့သူကိုအများကမြင်မှဆိုးတာကြောင့်ဆာလောရင်ကိုမျက်စာပစ်ခါအိမ်ထဲကိုခေါ်ဝင်သွားဖို့အတွက်အချက်ပြနေတယ်ဆာလောရင်လည်းအထဲကိုခေါ်ဝင်ပြီးအပြင်ဘက်မှာတော့အဆောင်တွေချထားလိုက်ခါဘသူမှအထဲကိုမဝင်ရလို့မှားထားလိုက်တယ်လောရင်ကျွန်တော်လူတွေအားလုံးစိတ်ချရတယ်ဖြစ်ချင်တဲ့အတိုင်းညှိနှိုင်းရုံပဲမေဂျာဂျွန်ဆင်စီကနေအဲ့ဒီစကားကိုကြားရတဲ့အခါဆာလောရင်လည်းဝမ်းသာသွားပြီးပလိတ်3ယောက်နဲ့လူစားလဲဖို့အတွက်လိုက်လာတဲ့သူကိုအခန်းထဲမှာနားနေဖို့အတွက်စိတ်ခိုင်းလိုက်တယ်မေဂျာဂျွန်ဆင်နဲ့2ဦးတည်းကြံခဲ့တဲ့အခါမှအသေးစိတ်မေးမြန်းကြည့်လိုက်တယ်ဂျွန်ဆန်ပြောပါအောင်ဘလို့အဆင်ပြေခဲ့လဲဆိုတာကိုဒီလိုဗျကျွန်တော်မိတ်ဆွေအင်စပက်တာမင်းကြီးစီတွားတွေ့တော့သူကလည်းလွတ်လပ်ရေးပေးမဲ့တဲ့တင်ကိုကြားထားတယ်သူ့အလုပ်တွေကိုတခြားလူကိုလွှဲပေးခဲ့ရမယ်လို့ပြောတယ်ဗျကျွန်တော်ကလည်းသူ့ကိုစီးယုံရတာပေါ့ဒီကိစ္စကိုကူညီပေးရင်အင်္ဂလန်ပြန်ရောက်တဲ့အခါအလုပ်နေရာကောင်းပြန်ရဖို့အတွက်ကူညီပေးမယ်လို့ဆွဲဆောင်လိုက်တယ်သူကလည်းသဘောတူပြီးဒီနေ့ကြိုးပေးရမယ့်သူရှိတယ်တဲ့သူနဲ့ညှိနှိုင်းကြည့်ပါလို့ပြောပြီးကျွန်တော်နဲ့ပေးတွေ့တယ်ဗျကျွန်တော်လည်းကြိုးတိုက်ကိုလိုက်သွားလိုက်တယ်အဲ့ဒီမှာခုနကပါလာတဲ့လူကိုတွေ့ရောဗျာအဲ့ဒီလူရဲ့အမှုကကြီးတယ်လောရင်ရဲ့ဟုတ်လားစိုးစမ်းပါအောင်ဗျသူကလူဆိုးတယောက်တော့မဟုတ်ဘူးဗျသူ့နာမည်ကမောင်ဆန်းနဲ့သူ့မှာမိန်းမရှိတယ်သားတယောက်လည်းရှိတယ်ဒီနေ့သူအိမ်ပြန်လာတော့သူ့သားပဲအိမ်မှာတွေ့ရတယ်သူမိန်းမအိမ်မှာရှိမနေဘူးသူလစ်တာနဲ့အပြင်ကိုထွက်သွားတာသားကိုမေးကြည့်တော့လဲကလေးဆိုတော့ဘာမှမသိဘူးဒီလိုခဏခဏကြုံလာတော့သူကသင်္ကာမကင်းဖြစ်လာပြီး
နောက်ရောက်ခံလိုက်စုံစမ်းတာသူမိမသူ့တငယ်ချင်းအရင်နဲ့နောက်မီးလင်းနေတာမိသွားရောလားဗျာဒါနဲ့ပဲစိတ်ထိန်ပြီးမသိသလိုအိမ်ကိုပြန်လာပြီးပုံမှန်အတိုင်းနေနေတာပေါ့သူမိမလည်းမရိပ်မိဘူးနောက်နေ့သူ့တငယ်ချင်းကိုအိမ်ကိုထမင်းစားဖိတ်တယ်ကလေးကိုတော့အဲ့ဒီနေ့မှာအမျိုးရဲ့အိမ်ကိုခဏသွားပို့ထားတာထမင်းမစားခင်မှာတငယ်ချင်းကိုခဏထိုင်နေခဲ့အောင်လို့မှာခဲ့ပြီးအပြင်ထွက်သွားဟန်ပြတယ်ဆိုပဲသူကနောက်ဖေးကနေတိတ်တိတ်လေးပြန်ဝင်လာတာမသိပဲနှစ်ယောက်သားပလူးနေတာတွေ့တော့ဓာတ်နဲ့နှစ်ယောက်စလုံးကိုဝင်ခုတ်တက်ပစ်ပြီးအလောင်းကိုအိမ်နောက်ဖေးမှာမြုပ်ထားတာနောက်တော့သူမိမရဲ့အမျိုးတွေကသူမိမကိုမတွေ့လို့ပလိတ်ကိုတိုင်မှအမှုမှန်ပေါ်ပြီးမိသွားတာဗျအော်ဒါကြောင့်ကျိုးစင်တက်ရတဲ့သူကတခိုးလူစုံရုံမထွက်ပဲဖြူဖြူနွဲ့နွဲ့နဲ့ပါလားလို့စဉ်းစားနေတာဟုတ်တယ်လောရင်သူကျိုးစင်တက်ရတော့မယ်ဆိုမှသူ့သားကိုစိတ်ပူနေတာအမိအဖမရှိပဲမျက်နှာငယ်နေမှာမလို့ခမကကလေးနောင်ရဲ့အတွက်စီစဉ်ပေးမယ်လို့ပြောထားတယ်ဆိုတော့ဝမ်းသာပြီးလက်ခံရှာတယ်ဗျစိတ်တော့မကောင်းဘူးပေါ့ဗျာဒါနဲ့ကျွန်တော်တခုဆောင်ရွက်ခဲ့သေးတယ်ဗျမောင်ဆန်ရဲ့အမကကလေးကိုစောင့်ရှောက်ထားတော့သူနဲ့ကလေးကိုခေါ်လိုက်ပြီးပြစ်တွေ့ပေးလိုက်တယ်မောင်ဆန်ကလေးအတွက်ငွေ1000လဲပေးခဲ့လိုက်တယ်ဗျဆာလောရင်လည်းစီမံခန့်ခွဲမှုတော်လာတဲ့မေဂျာဂျွန်ဆင်ကိုကျေးဇူးအလွန်မင်းတင်တာကြောင့်ပွေးဖက်လိုက်တော့တယ်ခမကျေးဇူးတွေကျွန်တော်အပေါ်မှာတင်းနေပြီဂျွန်ဆင်ခမကျွန်တော်အတွက်ဖះဖန်ဆင်းပေးလိုက်တဲ့ညီတယောက်ပါပဲခမရဲ့ပြဿနာတွေလည်းပြီးသွားမှာပါဗျာဘာပဲလို့ကူညီဖို့အသင့်ပါပဲအဲ့ဒီအချိန်ဘယင်ခံဆာလောရင်စီကိုတယ်လီဖုန်းမြည်လာပါတယ်ဆာလောရင်ဟာဖုန်းကိုကင်ပြီးအတန်ကြာအောင်ငြိမ်သက်စွာနားထောင်နေတယ်ကျွန်တော်ပြင်ဆင်လိုက်ပါမယ်အဲ့လိုပြန်လေပြောတဲ့ကိုလည်းကြားနေရတယ်ဂျွန်ဆန်တပတ်ခါလွတ်လပ်ရေးကြီးညာတော့မယ်ကျွန်တော်တို့ပြင်ဆင်စရာရှိတာအမြန်ပြင်ဆင်ထားမှစိတ်ချရလိမ့်မယ်ခမရလဲဌာနပြန်ပြီးပြင်ဆင်ရအောင်မယ်မဟုတ်လားဆာလောရင်ကမေဂျာဂျွန်ဆင်ပြန်ရမှာဖြစ်တာကြောင့်မျက်နှာညှိုးငယ်ကပြောလိုက်တယ်ကျွန်တော်အစကတည်းကတွက်ဆထားပြီးသားပါလောရင်အားလုံးပြင်ဆင်ခဲ့ပြီးပါပြီပစ္စည်းတွေကိုလည်းသင်္ဘောနဲ့တင်လိုက်ပြီဒီမှာခမရကိုကူညီဖို့တခုပဲကြံပါတော့တယ်အဲ့ဒီစကားကိုကြားရတဲ့အခါဆာလောရင်လည်းအလွန်ဝမ်းမြောက်သွားပါတော့တယ်ဂျွန်ဆန်ခမရလည်းပင်ပန်းနေပြီအနားယူလိုက်ပါဦးခဏနေမှနေ့လည်စာစားရင်ထပ်ပြီးဆွေးနွေးကြတာပေါ့ဂျွန်ဆန်ဟာလည်းအလွန်ပင်ပန်းလာပြီဖြစ်တာကြောင့်ခိတ္တနားယူဖို့အတွက်အပေါ်ထက်ကိုတက်လာခဲ့တယ်ဆာလောရင်ကသူ့ရဲ့တပည့်တွေကိုခေါ်ယူကမောင်ဆန်စားကျင်တာမှန်သမျှအားလုံးပြင်ဆင်ပေးရမယ်လို့မှာချပြီးမိမိလိုအပ်တဲ့ပစ္စည်းတွေကိုတင်စီနေလိုက်တယ်ပစ္စည်းတွေကိုတင်စီပြီးဆာလောရင်ရဲ့အတွေ့တွေပြတ်တောက်သွားခဲ့တော့တယ်နေ့လယ်ကိုရောက်တဲ့အခါမောင်ဆန်ကိုခေါ်ယူပြီးဟင်းပွဲအစုံလင်းနဲ့အခန့်ကျွေးမွေးပါတယ်မောင်ဆန်ဟာတေးရမှာကိုသိပေမဲ့လည်းမိမိရဲ့သားအတွက်ကစ်တင်ရှင်ပမာထောက်ပံ့ပေးတာကြောင့်စိတ်နှလုံးရွှင်လန်းကအာပါတရစားနေတယ်စိတ်ထဲမှာလည်းမေဂျာဂျွန်ဆင်နဲ့သာမတွေ့ဆုံခဲ့ရင်အခုအချိန်ထိအသက်မရှင်နိုင်ပဲမိမိရဲ့သားငယ်ကလေးကိုလောကအလယ်မှာတယောက်တည်းထားခဲ့ရပေတော့မယ်လို့တွေးကကံတရားကိုကျေးဇူးတင်ရမလို့ဝမ်းနည်းရမလို့နဲ့တွေးတောနေမိပါတယ်ဆာလောရင်ဟာလည်းမောင်ဆန့်ကိုလိုအပ်တာတွေရှိခဲ့ရင်တောင်းဆိုနိုင်တဲ့အကြောင်းမိမိရဲ့တပည့်အတွက်လူစားလဲပေးမဲ့အပေါ်ကူညီပေးတာကြောင့်လည်းအလွန်ကျေးဇူးတင်မိပါကြောင်းပြောတဲ့အခါဆာလောရင်ရဲ့တပည့်ကမြန်မာလိုစကားပြန်ပေးခဲ့တယ်မောင်ဆန်ကလည်းမိမိဟာဗုဒ္ဓဘာသာဝင်ဖြစ်တာကြောင့်ကုသိုလ်အကုသိုလ်အကျိုးကိုနားလည်ပြီးအခုလိုလက်ခံခဲ့တာဖြစ်ကြောင်းမိမိတို့ပြုလုပ်တဲ့ကုသိုလ်ကံအတိုင်းကံတရားကစီမံပါကြောင်းအဲဒီနောက်သေလွန်တဲ့အခါဘယ်ဘဝကိုရောက်မယ်ဆိုတာကိုလည်းမသိနိုင်ပါကြောင်းမိမိကျွတ်လွတ်ချိန်တန်ရင်လည်းကျွတ်လွတ်သွားတဲ့ကြာကြောင်းကိုပြန်လည်ပြောပြနေတယ်မောင်ဆန့်ကိုအခု2ရက်အတွင်းနေပြောအောင်နေသွားပါလို့ပြောပြီးအခန်းထဲမှာအနားယူစေလိုက်တယ်မေဂျာဂျွန်ဆန်နိုးလာတဲ့အခါနေ့လည်စာအတူစားကြရင်ဂျွန်ဆန်ကျွန်တော်တော့မောင်ဆန်နဲ့စကားပြောကြည့်ပြီးလူစားလဲမဲ့ညမှာကျွန်တော်ကိုယ်တိုင်မလုပ်ချင်ဘူးမခက်ပါဘူးလောရင်ယာကျွန်တော်ခေါ်လာတဲ့ပလိတ်ထဲမှာလက်ရဲတဲ့လူပါတယ်ဗျဟုတ်သလားဘယ်တယောက်လဲဂျွန်ဆန်မေဂျာဂျွန်ဆန်ကခတ်တိုးတိုးနဲ့
ဗလအနှင်းငယ်တောင်တင်းပြီးမျက်နှာလေးတောင်ခက်ကြကြသွေးအေးတတ်တဲ့ပုံပေါ်တဲ့ပလိတ်တယောက်ကိုညွှန်ပြလိုက်တယ်သူ့နာမည်ကဟာရစ်လူဆိုးထိန်ပြစိုးပေကျန်းပေဆိုတဲ့သူအကုန်ငိမ်မဲဆာလော်ရင်လည်းမေဂျာဂျွန်ဆင်ရဲ့အကွက်စီမှုကြောင့်စိတ်အေးသွားရပါတော့တယ်ဇန်နဝါရီလ4 ရက်နေ့မှာမြန်မာနိုင်ငံကိုလွတ်လပ်ရေးကြေညာပြီးတနိုင်ငံလုံးပျော်မြူးနေကြတာကြောင့်ပွဲလန်းသဘင်တွေလုပ်နေကြတယ်ဇက်ပွဲအငိမ်ပွဲတွေနဲ့မြို့တိုင်းလိုညအချိန်ထိစူညံကပျော်ရွှင်နေကြပါတယ်ယနေ့ဟာစာဂျင်စမစ်ကိုလူစားလဲရမယ့်ရက်ဖြစ်ပါတယ်အိမ်နဲ့မလန်မကန်းမှာဇက်ပွဲရှိတာကြောင့်ညအချိန်ကိုရောက်ရင်စူညံမှာပဲဖြစ်ပါတယ်အတန်တွေကိုမကြားစေလိုတာကြောင့်ဆာလော်ရင်တို့လည်းညအချိန်ကိုရွေးပြီးလူစားလဲဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီညမှာကောင်းငင်တစ်ခုလုံးမှောင်မဲနေတယ်ဘိုးအိမ်ရဲ့အနီးကဇက်ပွဲမှာတော့မီးရောင်တွေနဲ့ဆိုင်းနံတွေကိုကြားနေရတယ်ဘိုးအိမ်ဘက်မှာတော့လူးဆိုလို့တယောက်မှမရှိပဲအလွန်တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပါတယ်ဆာလော်ရင်တို့လည်းမောင်ဆန့်ကိုခေါ်ကပလိတ်3 ယောက်နဲ့မြေတိုက်ခန်းရှေကိုရောက်လာကြတယ်မြေတိုက်ခန်းရဲ့အရှေ့မှာပိတ်ထားတဲ့ဘီယိုကြီးကိုပလိတ်3 ယောက်ကတွန်းကရွှေ့လိုက်တဲ့အချိန်မှာတော့အိမ်ဘက်စီကိုကြည့်ကခွေးတွေကအလွန်အမင်းဥလာကြပါတော့တယ်ခွေးတွေရဲ့ဆွဲဆွဲငင်ငင်အော်တန်းကြောင့်အားလုံးရဲ့ကြော်ယူထဲမှာစိတ်ငနဲ့အေးသွားကြသလိုဖြစ်ပေါ်လာတယ်ဘီယိုကြီးရွှေ့ပြီးတာနဲ့ပလိတ်2 ယောက်ကမိအိမ်ကိုတယောက်တစ်ခုကင်ကရှေ့ဆုံးကနေသွားတယ်ပလိတ်ဟာရဲဟာမြေတိုက်ခန်းတကားကိုဖွင့်ဖို့အတွက်လက်ရွယ်လိုက်စင်မှာပဲကြွိဂျလီဆိုတဲ့အတန်မြည်ပြီးမြေတိုက်ခန်းတကားဟာသူ့အလိုလိုပွင့်လာပါတော့တယ်ပလိတ်2 ယောက်လည်းမှင်သက်နေမိစင်မှာပဲဆာလော်ရင်ကစကားဆလိုက်တယ်ကဲဝင်းမယ်စင်းကြကွာပလိတ်2 ယောက်လည်းရှေ့ဆုံးကနေမိအိမ်ကိုကင်ကတဖြည်းဖြည်းဆင်းလိုက်ကြတော့တယ်ပလိတ်2 ယောက်ရဲ့နောက်မှာမောင်ဆန်းကဆင်းရပြီးမေဂျာဂျွန်ဆင်ကနောက်ကနေလိုက်တယ်အဲ့နောက်မှာတော့ဆာလော်ရင်ကလိုက်တယ်နောက်မှာတော့ကျန်တဲ့ပလိတ်1 ယောက်အားလုံးလူ6 ယောက်မြေတိုက်ခန်းစီကိုဆင်းကြတော့တယ်ခေါင်းတလာကြီးထားရဘက်ကို꿰လိုက်ပြီးနေရာတကြားဖြစ်ဖို့အတွက်စီစဉ်လိုက်ကြတယ်မောင်ဆန်ဟာမိမိကိုထည့်ပိတ်မဲ့ခေါင်းတလာကြီးအနီးကိုကတ်သွားပြီးကင်ကြည့်နေတယ်မိမိရဲ့နောက်ဆုံးအချိန်မှာမသေးပဲထည့်အပိတ်ခံရမှာကိုတွေးကစိတ်ထဲမှာပြင်ဆင်လာခဲ့ပေမဲ့လည်းတုန်လှုပ်နေမိပါတယ်ကဲစလိုက်ရအောင်မေဂျာဂျွန်ဆင်ရဲ့အတန်ကိုကြားတာနဲ့မောင်ဆန်ဟာရင်နဲ့ထိတ်ကနေဖြစ်သွားပြီးကြောချမ်းလာပါတော့တယ်အဲ့ဒါကြောင့်မောင်ဆန်ကတခုတောင်းဆိုလိုက်တယ်ခဏလေးပါဗျကျွန်တော်ကို့ဘာသာတရဏဂုံလေးတင်မရစေအဲ့လိုတောင်းဆိုတာကြောင့်ဆာလော်ရင်တို့လည်းခွင့်ပြုပေးလိုက်တယ်မောင်ဆန်ဟာမိမိဘဝရဲ့နောက်ဆုံးအချိန်အတွက်ဖျားကိုအာယုံပြုကတရဏဂုံတင်လိုက်တယ်မေဂျာဂျွန်ဆင်လည်းမောင်ဆန်ရွတ်ဆိုပြီးတာနဲ့မောင်ဆန်ကိုခေါင်းတလားကြီးအရှိမှာဒူးထောက်ထိုင်ခိုင်းကစီရင်ပေးမဲ့ပလိတ်ကိုခေါ်လိုက်တယ်ဟာရစ်ဟာဓားကိုကင်ကတဖြည်းဖြည်းလှမ်းလာနေတာကိုကြားနေရတယ်မောင်ဆန်ဟာဖျားကိုသာအာယုံပြုပြီးမျက်စိကိုဇုံမိတ်ထားတော့တယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ဝမ်းသာစွာရီးနေတဲ့အတန်ကိုမောင်ဆန်တစ်ယောက်ထဲကြားလိုက်ရတယ်ဝမ်းသာစွာကြိတ်ပြီးရီးနေတဲ့အတန်ကိုထပ်မံပြီးကြားလိုက်ရတဲ့အခါမှာတော့မောင်ဆန်ဟာသိကျင်လာတာကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်မိတယ်ခေါင်းတလားအတွင်းမှာလူတစ်ယောက်ရဲ့မျက်လုံးနှလုံးကိုသာမြင်နေရပြီးအဲ့ဒီလူဟာခေါင်းတလားအတွင်းကနေပြီးအဖုံးကိုအနှဲငယ်ဟာကမောင်ဆန်ကိုချောင်းကြည့်နေရပဲဖြစ်ပါတယ်အဲ့ဒီလူရဲ့မျက်လုံးဟာမျက်တောင်ခတ်ခြင်းမရှိပဲပြူးထွက်နေပြီးမောင်ဆန်ကိုကြည့်ကရီးနေတယ်မောင်ဆန်နဲ့မျက်လုံးချင်းစုံမိတဲ့အခိုက်မောင်ဆန်လည်းအလွန်ထိတ်လန့်သွားပြီးအော်ဟစ်ခါထပြေးမိတော့တယ်အာကဲကြပါမောင်ဆန်ဟာမိမိထင်ထားတာထက်ကိုအလွန်ကြောက်ဖို့ကောင်းနေတာကြောင့်မြေတိုက်ခန်းတကားစီကိုတုန်လှုပ်ခါထွက်ပြေးပါတယ်ဟာရစ်လည်းမောင်ဆန်ကိုလျင်မြန်စွာနဲ့လိုက်ဆွဲတယ်မောင်ဆန်ကအယူတယောက်လိုအော်ဟစ်ပြီးပြန်လေရန်ပြုကပြေးပြန်ပါတယ်မောင်ဆန်လှေကားအတိုင်တက်ပြေးတဲ့အခါမြေတိုက်ခန်းတကားဟာဝုန်းကနေပိတ်သွားပါတော့တယ်ထွက်ပေါက်ပိတ်နေတဲ့မောင်ဆန်ကပိုပြီးကြောက်ရွံ့လာပြီး
ငယ်တန်းပါအောင်အော်ဟစ်နေပါတော့တယ်ဂျွန်ဆန်လှုပ်အောင်ဒီညအဆင်ပြေမှဖြစ်မှာအချိန်မရှိတော့ဘူးဆာလောရင်ဟာစိုးရိမ်စွာနဲ့လှမ်းပြီးပြောတာကြောင့်ဂျွန်ဆန်ဟာလည်းပလိတ်တွေကိုမောင်ဆန်ကိုချုံနှောင်ထားခိုင်းလိုက်ရတယ်မောင်ဆန်ဟာအားချင်းမမျှတာကြောင့်ခေါင်းတလားကြီးအနားကိုပြန်ပါလာပြီးငိုကြွေးနေပါတော့တယ်ပလိတ်ဟာလည်းဓားကိုအပေါ်မြှောက်လိုက်ပြီးမောင်ဆန်ရဲ့ခြေထောက်ကိုအရင်ဖြတ်မှဖြစ်တော့မယ်လို့တွေးကခုတ်ဖို့အတွက်ဟန်ပြင်းနေစင်မှာပဲမောင်ဆန်ကတင်းချောင်ပြီးယုံလိုက်တာနဲ့ဟာရစ်ရဲ့ဓားဟာမောင်ဆန်ရဲ့ရင်ဝါကိုထပ်ပိုင်းပြက်ကခုတ်မိလိုက်ပါတော့တယ်မောင်ဆန်လည်းအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်မောင်ဆန်တိတ်ဆုံးသွားတာနဲ့ခေါင်းတလားကြီးဟာအလွန်လှုပ်ခတ်လာပြီးအဖုံးကိုတဝုံဝုံနဲ့ဖွင့်လိုက်ပိတ်လိုက်လှုပ်လာတယ်ဆာလောရင်တို့လည်းထိတ်လန့်စွာနဲ့လူချင်းကပ်ပြီးနေရတော့တယ်ငါ့ကိုလူစားလဲပြီအဲ့လိုအတန်နဲ့အတူခေါင်းတလားအတွင်းကနေစာဂျင်စမစ်ဟာကြောက်မက်ဖွယ်ပုံစံနဲ့ထလာပါတော့တယ်စာဂျင်စမစ်ကမောင်ဆန်နဲ့လူစားမလဲရခြင်းအပေါ်အလွန်ဒေါသထွက်ပြီးသူ့ရဲ့ပြက်နေတဲ့ခြေလက်တွေကတကြွကြွမြည်ပြီးသူ့အလိုလိုဆက်သွားကြတယ်စာဂျင်စမစ်ရဲ့မျက်နှာဟာအလွန်ကြောက်မက်ဖွယ်ကောင်းကခေါင်းတလားကြီးအတွင်းကနေထွက်လာပြီးပလိတ်ဟာရစ်ကိုလည်းနေပညှစ်တော့တယ်ငါ့ကိုလူစားလဲမဲ့လူကိုတေးအောင်တက်ပစ်လိုက်တယ်ပလိတ်နှစ်ယောက်လည်းကြောက်လန့်တကြားနဲ့အပေါ်ကိုတက်ပြေးကြတော့တယ်ဆာလောရင်နဲ့မေဂျာဂျော့ဆင်ဟာဟာရစ်ကိုလိုက်ဆွဲပေးမယ်လေစာဂျင်စမစ်ရဲ့အားကိုမနိုင်ပါဘူးသူနဲ့လဲပေဆရာကိုယ်တိုင်လဲပေဓားယူပြီးခုတ်လိုက်တော့လေစာဂျင်စမစ်ဟာအစိမ့်တရေဖြစ်နေတာကြောင့်လူသားစိတ်မရှိတော့ပါဘူးလော်ရင်ခမရတပည့်ကိုခမရအမိန်ပေးမှရတော့မယ်ဂျွန်ဆန်ကအဲ့လိုတတိပေးမှဆာလော်ရင်လဲစမစ်ငါအမိန်ပေးနေတယ်ဟာရစ်ကိုအခုလွတ်လိုက်အဲ့လိုပြောလိုက်ပေမဲ့လည်းမလွတ်ဖဲနေသေးပါပဲစမစ်ငါအမိန်ပေးနေတယ်ဆာလော်ရင်ရဲ့စကားတမ်းမဆုံးခင်မှာပဲနိုင်စင်ကဒေါင်ကနေအတန်မီးလာတယ်12 နာရီထိုးပြီးနောက်တစ်နေ့ကိုကူးပြောင်းလာတဲ့အခါစာဂျင်စမစ်ဟာပုံမူပြီးတော့ဒေါသထွက်လာခဲ့ပါတော့တယ်အားဆိုတဲ့အတန်အကျယ်ကြီးနဲ့အော်ဟစ်လိုက်တယ်စမစ်ငါကတိပေးတယ်သူ့ကိုလွှတ်လိုက်နောက်နဲ့ငါပြန်လာပြီးလူစားလဲပေးမယ်ဆာလော်ရင်ကအဲ့လိုပြောလိုက်တဲ့အခါမှစာဂျင်စမစ်လည်းဟာရစ်ကိုလွှတ်လိုက်ပြီးဆာလော်ရင်စီကိုချင်းကပ်လာကကြောက်မက်ဖွယ်ရအကြည့်နဲ့ကြည့်ပြီးတလုံးချင်းပြောလာတယ်ဆရာကိုကျွန်တော်ယုံပါတယ်ကျွန်တော်ဆရာကိုစောင့်နေမယ်အဲ့လိုပြောပြီးစာဂျင်စမစ်ကခေါင်းတလားကြီးအတွင်းကိုတဖြည်းဖြည်းနဲ့ဝင်ရောက်ပြောက်ကွယ်သွားပါတော့တယ်ဆာလော်ရင်နဲ့မေဂျာဂျွန်ဆန်လည်းမောင်ဆန်ရဲ့အလောင်းကိုတည်ဖို့အတွက်ပလိတ်နှစ်ယောက်ကိုကြည့်လိုက်တဲ့အခါပလိတ်နှစ်ယောက်ဟာမြေတိုက်ခန်းတကားပေါက်မှာတယောက်နဲ့တယောက်ဖတ်တွယ်ထားပြီးတုံးနေကြတယ်ဟစ်ကောင်တွေဆင်းလာခဲ့မေဂျာဂျွန်ဆန်ရဲ့အတန်ကြားမှမစင်းရဲ့ဆင်းရဲနဲ့တုံချိချိနဲ့ဆင်းကမောင်ဆန်ရဲ့အလောင်းကိုမယူတည်ပြီးရှာတော့တယ်ဟာရယ်လည်းတုံလှုပ်မှုမပြောက်ဖဲမိရင်ကိုဆွဲကအရှိကနေတက်ပြေးတယ်အခုအခါမှမြေတိုက်ခန်းတကားကိုဖွင့်တဲ့အခါအလွယ်တကူပွင့်သွားပါတယ်မောင်ဆန်ရဲ့အလောင်းကိုလည်းအိမ်ဝင်းထဲမှာပဲညာရင်းချင်းမြင်းမြုပ်ခိုင်းလိုက်ရတယ်ဆာလော်ရင်နဲ့မေဂျာဂျွန်ဆန်လည်းမောပန်းကခြေပြက်လက်ပြက်ထိုင်းနေကြပြီးဘလို့ဆက်လုပ်ရမယ်ကိုမကြံတတ်အောင်ဖြစ်နေရပါတော့တယ်လော်ရင်မနေ့ပြန်ဒီကနေထွက်ရတော့မှာကျွန်တော်တို့ဒီလိုထိုင်းနေလို့မဖြစ်ဘူးခေါင်းတလားကြီးကိုတည်သွားကြမလားဂျွန်ဆန်မေဂျာဂျွန်ဆန်လည်းအတန်ကြာအောင်စဉ်းစားနေမိတယ်ခေါင်းတလားကြီးတည်ယူသွားရင်တော့စာဂျင်စမစ်ရဲ့မိသားစုဝင်တွေကတိတ်သွားလိမ့်မယ်သူတို့ကစာဂျင်စမစ်တည်ပြီးအခုလိုဖြစ်နေတာကိုလက်ခံမှာမဟုတ်ပဲစစ်အခမ်းအနားနဲ့တကြိုပေးဖို့တောင်းဆိုကြမယ်ဆိုရင်ပုံမခက်ပေဘူးလားလော်ရင်ဆာလော်ရင်လည်းမေဂျာဂျွန်ဆန်ပြောတာကအကျိုးအကြောင်းစီရောပေမဲ့လည်းမြန်မာနိုင်ငံမှာခေါင်းတလားကြီးကိုထားခဲ့ရမှာပိုပြီးစိုးလိမ့်မယ်လို့တွေးနေမိတယ်တည်ယူဖို့ကပိုပြီးမကောင်းဘူးလားဒီမှာဆိုဘယ်အချိန်မှလာနိုင်မယ်လို့မဆိုနိုင်ဘူးတည်သွားတော့သူ့အတွက်နှစ်ပတ်လေရောက်ရင်ကျွန်တော်တို့အတွက်လူစားလဲဖို့ပိုးလွယ်တာပေါ့
ဆာလောရင်နဲ့မေဂျာဂျွန်ဆင်တို့ဟာတဲယူမယ်မတဲယူဘူးဆိုတာကိုမဆုံးဖြတ်နိုင်ပဲရှိနေပါတယ်။ဆာဂျင်စမစ်ရဲ့အမျိုးနွယ်တွေကနံပါတ်6ဂျော့ဘရင်နဲ့ရင်းနှီးတာမို့မေဂျာဂျွန်ဆင်ကအနည်းငယ်စိုးရိမ်နေဟန်ရှိပါတယ်။ဆာလောရင်ကလည်းတဲယူသွားခဲ့ရင်ဆာဂျင်စမစ်ရဲ့အမျိုးနွယ်တွေကမိမိကိုဖြစ်ကြောင်းကုန်စင်မေးမြန်းကြပေလိမ့်မယ်။ဆာဂျင်စမစ်ကိုလည်းအခန့်အနားနဲ့တကြိုလိုက်ရင်အုတ်ကူကိုခြေရလက်ရမပြတ်ဖောက်ကြရမှာကမလွဲကူပါဘူး။အခန့်မသိရင်ဘရင်ရဲ့နားကိုပေါက်ကျသွားပြီးမိမိနဲ့မေဂျာဂျွန်ဆင်လည်းယာရုကနေနှုတ်ထွက်ရပေမယ်။ဂျွန်ဆန်တင်ပြောသလိုပဲဒီမှာသာထားခဲ့မယ်ဆိုရင်နောက်လာနေတဲ့လူတွေသိသွားမှာပေါ့။ကျွန်တော်တို့ဘလို့လူစားလဲကြမလဲ။ဒါပေါ့လော်ရင်ဒါပေမဲ့ဆာဂျင်စမစ်ရဲ့အမျိုးတွေကိုရှင်းရမှာတော့မခက်နိုင်ပါဘူးဗျာ။အုတ်ကူပြန်ဖောက်ဖို့ဆိုတာပိုခက်တယ်။ခမားမှာတခြားနည်းလမ်းရှိသေးလားဂျွန်ဆန်။ဆာလော်ရင်ကစိတ်ပူစွာနဲ့မေးနေတယ်။မေဂျာဂျွန်ဆန်လည်းဒီကိစ္စကိုဘလို့စီရင်ရမယ်ဆိုတာကိုတွေးတောလို့မရနိုင်တော့ပါဘူး။အတော်ကြာစဉ်းစားပြီးမှအကြံတစ်ခုရသွားတယ်။လော်ရင်တစ်ခုတော့ရှိရဲ့ဗျ။မေဂျာဂျွန်ဆန်ရဲ့စကားကိုကြားတဲ့အခါဆာလော်ရင်လည်းမျောလင်းချက်ကြီးစွာနဲ့လှမ်းကြည့်လာတယ်။ဒီမှာမဟုတ်ဘဲတခြားနေရာမှာဆိုရင်ရောဗျာ။မဖြစ်ဘူးဂျွန်ဆန်ကျွန်တော်တို့ကပြန်ရတော့မှာဒါကိုတခြားတနေရာမှာဖွက်ခဲ့ဖို့အချိန်မလောက်ငါနိုင်ဘူးဒါဆိုနှစ်လမ်းပဲရှိတော့တယ်လော်ရင်တည်သွားမလားဒါမှမဟုတ်ဒီမှာထားခဲ့မလားဆာလော်ရင်ဟာတော်တော်ကြာကြာတွေးနေရင်ကတပ်ပြင်းချကလေးတွဲစွာနဲ့ပြောလိုက်တယ်ဒီမှာပဲပိတ်ထားခဲ့မယ်လို့ဆုံးဖြတ်လိုက်တော့မယ်ကျွန်တော်တို့ဒီနိုင်ငံကိုနောက်တစ်ခေါက်ထပ်လာကြရအောင်ပါပေါ့ဗျာဆာလော်ရင်နဲ့မေဂျာဂျွန်ဆန်လည်းခက်ခဲစွာနဲ့ဆုံးဖြတ်လိုက်ရတော့တယ်အချိန်ကမနက်9 နာရီခန့်တောင်ရှိနေပါပြီဂျွန်ဆန်ခမည်းနဲ့ကျွန်တော်2 ယောက်ပဲမြေတိုင်ခန်းတကားကိုဖျက်လိုက်ကြမယ်ဟာရစ်တို့ကိုအုပ်စီဖို့လိုအပ်တာစီစဉ်ခိုင်းလိုက်အဲ့ဒီနောက်တကားကိုအတူဖျက်လိုက်ကြတယ်ပလိတ်3 ယောက်လဲအုပ်တွေကိုတည်ယူလာကမြေတိုင်ခန်းကိုအမြန်မဲ့ပိတ်ပစ်လိုက်ကြတော့တယ်ဟူးအချိန်တော့အတော်လင့်သွားပြီပဲဒီလိုလုပ်လိုက်တော့လဲဒီနေရာမှာမြေတိုင်ခန့်စင်းတဲ့လေကရှိလိမ့်မယ်လို့ဘယ်သူကသိတော့မလဲမဟုတ်လားလော်ရင်ဒါပေါ်ဗျဆာလော်ရင်တို့လည်းခေါင်းတလားကြီးအတွက်အခုမှစိတ်အေးသွားရတယ်အဲ့ဒီနေရာကနေမထွက်ခွာမီအုတ်နေရန်စီကိုကပ်ပြီးလက်ဖွားနဲ့ထီကဆာလော်ရင်ကခတ်တူးတူးပြောခဲ့လိုက်တယ်စမစ်ငါပြန်လာခဲ့ပါမယ်ကောင်းမွန်စွာနဲ့အိပ်ဆက်နေပါကွာစိတ်မကောင်းစွာနဲ့နှုတ်ဆက်လိုက်တဲ့အခါမြေတိုင်ခန့်အတွင်းကအုတ်နေရန်ကိုပြန်လဲထုလာတဲ့ကိုကြားမိလိုက်ရတယ်ဒုတ်ဒုတ်ဆိုပြီးမြည်လာပြီးရက်သွားတယ်ဆာလော်ရင်လည်းဆာဂျင်စမစ်နှုတ်ဆက်တာကိုကြားလိုက်ရပြီးစိတ်မကောင်းဖြစ်မိကအဲ့ဒီနေရာကနေထွက်ခွာသွားလိုက်ရပါတော့တယ်ဒီလိုနဲ့ဆာလော်ရင်နဲ့မေဂျာဂျွန်ဆင်ဟာ၎င်းတို့ရဲ့တိုင်းပြည်ကိုပြန်ရောက်သွားကြပါတော့တယ်အင်္ဂလန်ကိုပြန်ရောက်ပြီးလအနှဲငယ်ကြာတဲ့အခါဆာလော်ရင်စီကိုမေဂျာဂျွန်ဆင်ကလူတစ်ယောက်ကိုခေါ်ဆောင်လာခဲ့တယ်လော်ရင်မိတ်ဆက်ပေးမယ်ဗျာဒါကမစ္စတာရစ်ချတ်တဲ့တဘာဝလွန်ဖြစ်ရတွေကိုလေ့လာတဲ့သူဗျမစ္စတာရစ်ချတ်ဒါကကျွန်တော်နဲ့ညီအကိုလိုနေတဲ့ဆာလော်ရင်ပါအိုးတွေ့ရတာအလွန်ဝမ်းသာပါတယ်ဗျာဟုတ်ကဲ့ဆာလော်ရင်အကြောင်းကိုကြားဖို့ပါတယ်ခင်ဗျရဲစွမ်းတတိပြေဝတဲ့အကြောင်းနှလုံးရည်လက်ယုံရည်ပြည့်စုံနေဆိုတာတွေအစုံပါပဲဟာဟုတ်သလားကျွန်တော်အကိုကအဲ့ဒါလောက်တောင်တော်သလားဗျမေဂျာဂျွန်ဆင်ကအရှုံးဖောက်လိုက်တော့အားလုံးသဘောကျကရီမောမိလိုက်ကြတယ်လော်ရင်ရေဒီလိုဗျမစ္စတာရစ်ချက်ကိုကျွန်တော်ဦးလေးရမိတ်ဆက်ပေးလာတာတဘာဝလွန်အကြောင်းကိုနက်နက်နေနေသိတယ်ဆိုပြီးပေါ့ဒါနဲ့ကျွန်တော်သွားတွေ့ပြီးနည်းနည်းပါးပါးဆွေးနွေးကြည့်တော့ခမရအတွက်တင့်လျော်လို့ခေါ်လာလိုက်တာပဲဗျအလိုဒီလိုဆိုတော့အစင်သင့်ပြီပေါ့ဂျွန်ဆင်ရေကဲမစ္စတာရစ်ချက်ဘလို့စလုပ်ရမလဲဆိုတာပြောပြလိုက်ပါဦးမေဂျာဂျွန်ဆင်ကဆာလော်ရင်နားလည်သွားဖို့အတွက်မစ္စတာရစ်ချက်ကိုရှင်းပြခိုင်းလိုက်တယ်ကျွန်တော်အတွေ့အကြုံရဆိုဒါကခက်ခဲတာတော့မဟုတ်ပါဘူးခင်ဗျဒါပေမဲ့အဲ့ဒီခေါင်းတလားကြီးနဲ့သူ့ဝိညာဉ်ကိုဆက်သွယ်ကြည့်မှာပဲအတက်ပြောနိုင်မယ်ထင်တယ်မစ္စတာရစ်ချက်ရဲ့ပြောပုံအရဆိုရင်တော့
ခေါင်းတလားကြီးကိုပြသရပေဦးမယ်မစ္စတာရစ်ချတ်ကဆက်လက်ပြီးလိုက်ကြည့်ဖို့ကလည်းအဆင်မပြေနိုင်ဘူးဆိုတော့ဒီဝိညာဉ်နဲ့ပတ်သက်နေတဲ့ဆာလော်ရင်စီကတဆင့်ဆက်သွယ်မှရလိမ့်မယ်ဗျဒါကြောင့်ဒီကိုလိုက်လာပေးတာပါကျွန်တော်နဲ့ကဘလို့ဆက်သွယ်မှလဲမစ္စတာရစ်ချတ်ကျွန်တော်တို့အခန်းကိုအမှောင်ချမယ်ဗျာကျွန်တော်တို့မှာလောကနှစ်ခုရှိတယ်အခုအသက်ရှင်နေထိုင်တဲ့လောကနဲ့တေလွန်ပြီးသူတို့ရဲ့အမှောင်လောကပေါ့ဗျာဆာဂျင်စမစ်ဟာအမှောင်ထဲမှာရှိနေတယ်ဒါကြောင့်သူနဲ့ဆက်သွယ်ခြင်းအမှောင်ထဲကိုဝင်ရမယ်ဗျကောင်းပါပြီတင့်တော်သလိုသာစီစဉ်ပါသူတို့၃ယောက်ဟာအခန်းကလကာတွေကိုအားလုံးချပြီးအခန်းထဲမှာဖျောင်းနိုင်ထွန်းကဖျောင်းနိုင်ကို၃ယောက်သားဝိုင်းပတ်ပြီးထိုင်လိုက်ကြတယ်အဲ့ဒီနောက်လက်တွေကိုတွဲထားကမစ္စတာရစ်ချတ်ကမျက်လုံးမိတ်ပြီးနှုတ်ကနေရွတ်ဆိုလိုက်တယ်ဆာဂျင်စမစ်ကျွန်တော်ခမည်းနဲ့စကားပြောဖို့လိုတယ်ကျွန်တော်ခမည်းနဲ့ဆက်သွယ်နေချိန်မှာဘယ်သူမှမနှောက်ယှက်ရဆာဂျင်စမစ်ကျွန်တော်ပြောတာကြားရင်ကျွန်တော်နဲ့ဆက်သွယ်ပါအဲ့လို၃ချိန်ခန့်ပြောလိုက်ပြီးတဲ့နောက်မစ္စတာရစ်ချတ်ရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ကနေထွက်ခွာသွားပြီးအမှောင်လောကကိုရောက်ရှိသွားတော့တယ်ခက်လန်းလန်းတနေရာမှာတော့ခေါင်းတလားကြီးတစ်လုံးအဲ့ဒီအပေါ်မှာလူတစ်ယောက်ထိုင်နေတာကိုတွေ့ရပြီးမစ္စတာရစ်ချတ်ဟာအဲ့ဒီအရာနာကိုတရွေ့ရွေ့ချင်းကပ်ပြီးသွားလိုက်တယ်အနားကိုရောက်လာတဲ့အခါခတ်တိုးတိုးမေးလိုက်တယ်ခမည်းကိုလူစားလဲပေးဖို့တောင်းဆိုထားတယ်မလားဘာလို့လူစားလဲဖို့တောင်းရတယ်လဲအဲ့ဒီလူဟာတုတ်တုတ်မှမလုပ်ဘဲခေါင်းကြီးငုံငါထိုင်းနေသေးပါပဲစာချင်းကျွန်တော်ပြောပြပါဟီခမည်းကဝင်ရှုပ်တယ်ပေါ့စာဂျင်စမစ်ကခေါင်းတလားပေါ်ကနေထလာပြီးမစ္စတာရစ်ချတ်ကိုချီမကထုတ်ပစ်လိုက်ရမှာတော့ခက်ဝေးဝေးကိုလွင့်ထွက်သွားရတယ်ငါ့ကိုလူစားလဲပေးဖို့တားရင်နင်းနဲ့လဲပြစ်မယ်စာဂျင်စမစ်ဟာဒေါသတန်နဲ့ကြောက်မက်ဖွယ်ရာပြောကမစ္စတာရစ်ချတ်စီကိုလှမ်းလာတော့တယ်မစ္စတာရစ်ချတ်လည်းအခုလိုအဖြစ်မျိုးကအလွန်ရှားပါတာကြောင့်လန့်ဖြတ်သွားမိတော့တယ်ခမည်းကိုဘယ်သူတတ်တာလဲစာဂျင်စုကီနာဝါငါ့ကိုအပိုင်းပိုင်းခုတ်ပစ်တယ်မစ္စတာရစ်ချတ်ဟာဆာဂျင်စမစ်ကအလွန်အမင်းဆိုးဝါးနေပြီးမိမိကိုရန်ပြူးတော့မှာကိုသိမြင်နေတာကြောင့်အမြန်ပဲပြန်ထွက်လာခဲ့ရတယ်ဆာဂျင်ခမည်းနေရာကိုခမည်းပြန်ပါကျွန်တော်နဲ့မသက်ဆိုင်တော့ဘူးအလင်းပြပေးတော်မူပါဖျားသခင်အဲ့လိုဆိုမှမစ္စတာရစ်ချတ်ဟာခန္ဓာကိုယ်ထဲကိုပြန်ဝင်လာသလိုသတိပြန်ရလာတယ်သတိပြန်ဝင်လာတာနဲ့မစ္စတာရစ်ချတ်ဟာအလွန်အမင်းတုန်လှုပ်နေပြီးမောပန်းနေပါတော့တယ်မစ္စတာဂျွန်ဆန်ဆာလော်ရင်စာချင်းရဲ့ဝိညာဉ်ဟာအတော်လေးဆိုးရွားနေပြီအဲ့လိုပြောလိုက်ပြီးဆက်လက်ခါကျွန်တော်အကြံပေးချင်တာကလူစားမလဲလိုက်ပါနဲ့လူစားလဲပေးလိုက်တာနဲ့ပိုဆိုးဖို့ပဲရှိတယ်ဗျဘလို့ကြောင့်လဲမစ္စတာရစ်ချတ်ရဲ့ပြောပြပါဦးမေဂျာဂျွန်ဆန်ကအချိန်တွေကိုသိရဖို့အတွက်မေးမြန်းလိုက်တယ်ဘာလို့လဲဆိုတာတော့ကျွန်တော်မပြောနိုင်သေးဘူးဒါပေမဲ့သူ့ကိုထိန်းဖို့နီလန်တစ်ခုတော့ကျွန်တော်သိခဲ့ရတယ်အဲ့ဒါကသူ့ကိုတတ်ခဲ့တာစုကီနာဝါလို့ပြောတယ်သူဘယ်သူဆိုတာကိုကျွန်တော်မသိဘူးစာချင်းကိုခုတ်တက်ခဲ့တယ်ထင်တယ်ဗျဟုတ်တယ်မစ္စတာရစ်ချတ်ခြေလက်တွေကိုဖြတ်ပစ်ပြီးအရှင်လက်လက်ခေါင်းတလားတွေကိုထိပ်ပိတ်ပစ်တာပါဆာလော်ရင်ကဝမ်းနည်းစွာနဲ့ပြောပြလိုက်တယ်အိုးဖျားသခင်ဒါကြောင့်ဝိညာဉ်ဟာဒေါသထွက်နေတာကိုမစ္စတာရစ်ချတ်လည်းအတော်လေးကြာအောင်စဉ်းစားလိုက်ပြီးခတ်တိုးတိုးပြောလာတယ်ဒါဆိုနီလန်တစ်ခုတော့ရှိတယ်ဆာလော်ရင်ခမည်းလုံနိုင်မှမလားမသိဘူးပြောပါဗျာအစွမ်းကုန်စူးစမ်းပြီးလုပ်ပါမယ်ဒီလိုလုပ်ဗျာသူ့ကိုတတ်ခဲ့တဲ့စုကီနာဝါရဲ့ဓာတ်ကိုရအောင်ရှာဗျာနောက်နှစ်ပတ်လည်နေ့မှာအဲ့ဒီဓာတ်နဲ့ခေါင်းတလားကြီးကို၃ချက်ခောက်ပြီးရင်တင့်ကိုတတ်သွားတဲ့ဓာတ်ကိုတင့်စီယူဆောင်လာပေးပါတယ်အဲ့ဒီဓာတ်ကိုရရှိချိန်ကစပြီးမုန်းတီးမှုတွေဒေါသထွက်မှုတွေကိုအဲ့ဒီဓာတ်ပေါ်မှာသာတက်ရောက်ခါတင့်ဝိညာဉ်လဲကောင်းမွန်စွာအိပ်စက်ပါလို့ပြောရမယ်ပြောပြီးတာနဲ့ခေါင်းတလားလေးကိုဓာတ်ပစ်ထည့်လိုက်ပြီးအဖုံးကိုအသေးပိတ်လိုက်တော့လှုပ်ပြီးတာနဲ့တခါတည်းမြင်းမြုပ်ပစ်ပါဘယ်တော့မှဒီခေါင်းတလားကြီးကိုပြန်မဖော်ပါနဲ့ကျွန်တော်ကူညီနိုင်တာကတော့ဒါပါပဲဗျာခွင့်ပြုပါအောင်
မစ္စတာရစ်ချက်ဟာဒရက်ဆက်ပြောပြီးဆာလောရင်ရဲ့အိမ်ကနေတုတ်ချေတင်ပြီးပြန်ပြေးပါတော့တယ်။သူ့ကိုကြည့်ရတာအလုံးကိုခြောက်ချားနေပုံရတယ်လို့လည်းတွေးမိနေကြတယ်။မေဂျာဂျွန်ဆန်နဲ့ဆာလောရင်လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးစကားမပြောနိုင်သေးပဲရှိနေတယ်။အတော်လေးကြာမှဆူကီနာဝါကိုဘယ်မှာရှာရမလဲဂျွန်ဆန်။မပြောနိုင်ဘူးဗျ။ပြန်ပြီးတော့စုံစမ်းရမှာပဲ။အချိန်တော့ပေးရမယ်။ဒါနဲ့ဂျွန်ဆန်တရှို့လုတ်ပေးဘူးတဲ့လူစင်းရင်တစ်ချက်ပြန်ရှာပြီးစုံစမ်းခိုင်းရင်ရမလား။ရနိုင်မယ်ထင်ပါရဲ့။စူးစမ်းကြည့်မယ်ဗျာ။ဒါနဲ့ဆူကီနာဝါရဲ့ဓာတ်ကိုခမမြင်ဘူးသလား။ကျွန်တော်နဲ့တော့နှစ်ကိုယ်တည်းတိုက်ခိုက်ခဲ့ဘူးတယ်။ဆာဂျင်စမစ်ကိုမိသွားတဲ့အချိန်တုန်းကပေါ့။ကျွန်တော်တို့နှစ်ယောက်လုံးတနက်ကြီးကုံသွားတော့ဆူကီနာဝါဓာတ်နဲ့တိုက်လာတယ်။အဲ့မှာပဲဗျာ။ဆာဂျင်စမစ်ကကျွန်တော်ကိုဝင်းကယ်ရင်ကြံခဲ့ရတာပဲ။အော်ဒါကြောင့်ခမနာကိုလာနေတာဖြစ်မယ်။ဟုတ်မှာပေါ့ဗျာ။ဆူကီနာဝါကဂျပန်စစ်ဗိုလ်ချုပ်ဆိုတော့ဓာတ်ကအရှိဗျ။အဖုံးနဲ့လက်ကင်မှာပန်းကနုတ်ပုံတွေထွင်ထားပြီးတရေပတ်ထားတယ်။လက်ကင်နဲ့အဖုံးကတော့တန်နဲ့အဲ့ဒီအဖုံးထဲမှာတော့ဓာတ်သွေးကြောက်ပါပြီးသားပဲ။ဓာတ်ကိုဟိုလှည့်ဒီလှည့်လောက်တာနဲ့ဓာတ်ကသွေးပြီးသားဖြစ်သွားတယ်လေ။ဓာတ်အဖုံးကိုဖွင့်လိုက်ရင်အတွင်းလက်ကင်မှာသူ့နာမည်ထွင်ထားတာ။နောက်ပြီးဓာတ်ပေါ်မှာချယ်ရီပန်းမွှင်းတစ်စိမ့်နှိပ်ထားသေးတယ်။ဓာတ်ရဲ့လက်ကင်ကိုလက်ဖွားပေါ်တင်ထားရင်ဓာတ်ဦးကအပေါ်ကထောင်းနေတာပဲ။ဓာတ်ကတော်တော်လေးပေါ့ပါတဲ့ပုံရတယ်ဗျ။ခမရကတိကျလာ ਈ လားဗျ။တိကျဆိုဆူကီနာဝါနဲ့သူ့တပြန်ကိုတပြန်တိုက်ခိုက်တော့ကကျွန်တော်လက်ထဲကိုဓာတ်ရဘူးတယ်လေ။မေဂျာဂျွန်ဆန်လည်းဆာလောရင်ပြောပြတာကိုနားထောင်ကဗိုလ်ချုပ်ဆူကီနာဝါရဲ့ဓာတ်ကိုဘလို့ရအောင်ယူရမယ်ဆိုတာကိုတွေးတောနေတယ်။မေဂျာဂျွန်ဆန်ဟာလည်းတွေးတောနေရင်လော်ရင်ခမရတကယ်ပဲမစ္စတာရစ်ချက်ပြောသလိုဓာတ်ကိုရှာပြီးမြုပ်လိုက်ပါလား။ကျွန်တော်သိပြီးသားလူတစ်ယောက်အတွက်အသက်ရှင်နေတဲ့လူတစ်ယောက်ကိုလူစားမလဲခြင်းဘူးဗျ။လဲလိုက်လို့လေဆာဂျင်စမစ်ကပြန်ရှင်လာမှာမဟုတ်ပဲ။နီးလည်းမရှိလို့သာလူစားလဲဖို့လုပ်နေရတာပါ။ဟုတ်တော့လေဟုတ်ပါတယ်။ကဲကျွန်တော်ဆူကီနာဝါသတင်းကိုလိုက်ထားပေးမယ်ဗျာ။ဒီတစ်ခါတော့အဆင်ပြေပါစေဆူတောင်းရမှာပဲ။ပြန်ပြီးလော်ရင်ရေကောင်းပါပြီဂျွန်ဆန်အောင်မြင်ပါစေ။မေဂျာဂျွန်ဆန်လည်းမိမိရဲ့တာဝန်ကြရာကိုပြန်ကတရှိုရီစရင်ကိုပြန်စစ်ပြီးဆူကီနာဝါရဲ့သတင်းကိုစုံစမ်းဖို့အတွက်ပြင်ဆင်တော့တယ်။လာအတော်ချပေမဲ့လည်းဆူကီနာဝါရဲ့သတင်းဟာအဆရှာမရသေးပါဘူး။ဒီလိုနဲ့လက်လျှော့ရမယ့်ဆဲဆဲမှာပဲမေဂျာဂျွန်ဆန်စီကိုဖုန်းဝင်လာခဲ့တယ်။ဟယ်လိုဆရာစုံစမ်းခိုင်းထားတာသိရပြီ။ဒီညဆရာအိမ်ကိုလာခဲ့မယ်ဆရာ။ကောင်းပြီညရောက်မှတွေ့ကြမယ်။မေဂျာဂျွန်ဆန်ဟာရုံငန်းထဲမှာဖြစ်တာကြောင့်အတန်တိုးတိုးနဲ့သာခက်မြက်မြက်ပြောပြီးဖုန်းချလိုက်ရတယ်။ညရောက်တဲ့အခါတရှို့အဖြစ်လုပ်ဖူးတဲ့ဝီလီဆိုတဲ့လူကရောက်ရှိလာတယ်။မင်းလာတာဘယ်သူမှမသိဘူးမလားဝီလီ။ဟုတ်ကဲ့ဆရာလှုပ်ဝက်ထားပြီးသားပါ။ကဲပြောပြပါဦး။ဗိုလ်ချုပ်ဆူကီနာဝါဂျပန်ကိုပြန်မရောက်ဘူးဆရာ။လွန်ခဲ့တဲ့9နှစ်လောက်ကဘာမှတိုက်ပွဲဖြစ်တော့အမြောက်ဆန်ထိပြီးကျသွားတယ်။တိုက်ပွဲမှာကျသွားတဲ့သူတွေရဲ့အလောင်းတွေကိုမိရှို့လိုက်တယ်လို့သိခဲ့ရပါတယ်။သူ့ရဲ့ဓာတ်ကိုတော့စုံစမ်းလို့မရတော့ဘူးဆရာ။ဝီလီရဲ့ပြောစကားတွေအရတော့ဆူကီနာဝါကတိတ်ဆုံးသွားပြီးဓာတ်ကလည်းပျောက်ကွယ်နေပြီ။မေဂျာဂျွန်ဆန်လည်းဓာတ်ကိုရှာတွေ့ဖို့အတွက်မလွယ်ကူတော့တာကြောင့်ဆာလော်ရင်ကိုတခြားနည်းလမ်းသာရှာဖွေဖို့အတွက်တိုက်တွန်းရပြီတော့မယ်။တခုတော့ရှိတယ်ဆရာ။ဆိုပါဦးကျွန်တော်မိတ်ဆွေတယောက်တခါပြောဘူးတယ်သူတို့တက်ကအိန္ဒိယလူမျိုးတပည့်တွေဟာတိုက်ပွဲပြီးဆုံးရင်ရန်သူစီယာပစ္စည်းတချို့ကိုစစ်အောင်နဲ့အထိမ်းမှတ်မှတ်တရအနေနဲ့တင်ထားတတ်တယ်လို့ပြောဘူးတယ်တပ်သားတွေစီကိုစုံစမ်းကြည့်မလားဆရာဒါလည်းရှာဖို့မလွယ်ကူပါဘူးဝီလီယာဘယ်တိုက်ပွဲမှာဘသူပါတယ်တယောက်ချင်းပြန်ကြည့်ဖို့ကမလွယ်ကူပဲကဘာစစ်လေဗျာမေဂျာဂျွန်ဆန်လည်းစိတ်ပြတ်စွာနဲ့ဆူကီနာဝါရဲ့ဓာတ်ကိုလက်လျှို့လိုက်ရပေတော့တယ်။အဲ့ဒီသတင်းကိုဆာလော်ရင်စီကိုဖုန်းဆက်ပြီးပြောပြလိုက်တယ်။ဟယ်လိုလော်ရင်အိုးဂျွန်ဆန်ဘာထူးတယ်လဲဆာလော်ရင်က
မေဂျာဂျွန်ဆင်ရဲ့ဖုန်းကြောင့်အခြေအနေထူးခြားမယ်လို့ထင်ကမေးမြန်းလိုက်တယ်မေဂျာဂျွန်ဆန်လည်းဝီလီပြောသမျှကိုပြန်လဲပြီးပြောပြလိုက်တဲ့အခါမှာတော့ဆာလော်ရင်ဟာစိတ်ပြက်လက်ပြက်ဖြစ်သွားရတယ်ဂျွန်ဆန်ငါတို့ဘလို့ဆက်လုပ်ရမလဲမစ္စတာရစ်ချက်စီကိုတစ်ခေါက်လောက်ပြန်ပြီးဆက်သွယ်ကြည့်ရမလားကျွန်တော်ဆက်သွယ်ကြည့်ပေးပါမယ်နီးလန်းတော်ရှိမှာပါဗျာဆာလော်ရင်လည်းစာဂျင်စမစ်ပေါ်ကိုထားခဲ့တဲ့ကတိအတိုင်းလူစားတာလဲပေးရတော့မှလားဆိုပြီးတွေးတောနေမိပါတယ်ဒီလိုနဲ့တလခန့်ကြာတဲ့အခါမှာဆာလော်ရင်ကိုစစ်ပွဲမှာဆွမ်းဆွမ်းတမန်တိုက်ခိုက်ခဲ့ကြတဲ့သူတွေကိုဂုဏ်ပြုပါတီဝဲလုပ်ပေးမှဖြစ်တာကြောင့်လာရောက်ပေးဖို့အတွက်ဖိတ်ကြားခြင်းခံရတယ်ဆာလော်ရင်ကဂုဏ်ပြုပွဲကိုတက်ရောက်တဲ့အခါမိမိနဲ့အတူတိုက်ပွဲဝင်ခဲ့ကြတဲ့မိတ်ဆွေတွေနဲ့တခြားစစ်ပွဲတွေမှာတိုက်ခိုက်ခဲ့ကြတဲ့မိတ်ဆွေအသစ်တွေကိုတွေ့ဆုံရတယ်ဆာလော်ရင်ကျမ်းပါပါစအလိုဆာကလိုပင်ဆေးပါလားကျမ်းပါပါတယ်ဗျာခမရတဲ့ရင်ကတော့အမြဲမှုေးနေတာပဲဗျဆာလော်ရင်ကိုချီးမွမ်းပြောဆိုလာတာကြောင့်ခမရကပို့ပြီးတဲ့မှုေးတာပါဗျာမိတ်ဆွေဟောင်းတွေမို့စကားဖောင်ဖွင့်နေကြတယ်အဲ့ဒီအချိန်ဆာကလိုပင်ဆေးစီကိုဘိုးတယောက်ကလာပြီးနှုတ်ဆက်ပါတယ်မင်္ဂလာညချမ်းပါဆရာအိုးမင်္ဂလာပါကွာမင်းယာရုတက်နေရကြားတယ်နော်ဟုတ်ကဲ့ဆရာကျွန်တော်အိမ်မှာပါတီလုပ်မှာပါဆရာလာပြီးချီးမြှင့်ပေးပါအောင်ခမလာရမှာပေါ့ကွာဆာလော်ရင်ဒါကဂျိုးဇက်လို့ခေါ်တယ်ဘာမှမတော့ကဂျပန်တွေကိုစွန်းစွန်းတမန်တိုက်ခတ်ခဲ့တာလေအလိုဟုတ်လားကျွန်တော်လည်းဘာမှမပဲတာဝန်ကျခဲ့ဘူးတယ်ဒါကဆာလော်ရင်လေဂျိုးဇက်သိသလားသိပါတယ်ဗျကျွန်တော်ကဘာမှအလဲပိုင်းမှာတာဝန်ကျတာပါဆာလော်ရင်ကိုတော့သိပြီးသားပါခမတခါတောင်ဆရာဖုန်းကျွန်တော်ကင်ဘူးသေးတယ်ဆရာဟုတ်လားကွဟာတွေ့ရတာဝမ်းသာတယ်ကွာဟုတ်ကဲ့ခမကျွန်တော်ပါတီပွဲကြရင်လေဆရာကြွရောက်ပေးပါအောင်ခမတပတ်ခါပါဆရာလာခဲ့ပေးပါမယ်ကွာဆာလော်ရင်တို့လည်းပျော်ပွဲရွှင်ပွဲတွေနဲ့မိတ်ဆွေတွေစုံစည်းကြကပျော်ရွှင်နေမိတယ်ပါတီကနေအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ဒါလင်မေဂျာဂျွန်ဆင်ဖုန်းဆက်လာတယ်သူ့ကိုပြန်ဆက်ပါတဲ့ဇနီးတဲ့မေရီကပြန်ပြောပြတာကြောင့်မေဂျာဂျွန်ဆင်စီကိုဖုန်းဆက်လိုက်တယ်လော်ရင်ရေမစ္စတာရစ်ချက်ကသူ့မကူညီနိုင်ပါဘူးတဲ့သူ့မှာစာဂျင်စမစ်ကိုနိုင်လောက်တဲ့အင်အားလည်းမရှိလို့ပါတယ်ဗျာဒါကိုမတွေ့ဘူးဆိုရင်တောင်မှလူစားမလဲလိုက်ပါနဲ့လို့ထပ်မှာလိုက်တယ်ဗျမတက်နိုင်ဘူးပေါ့ဂျွန်ဆင်ရဲ့နောက်ထပ်နီလန်ရှာကြည့်ရမှာပေါ့ဒီလိုနဲ့စာဂျင်စမစ်နဲ့ခေါင်တလာကြီးကိုဘယ်နီလန်နဲ့မှကျွတ်လွတ်သွားအောင်မလုပ်နိုင်ကြသေးပါဘူးတပတ်ခါကိုရောက်လာတဲ့အခါဆာလော်ရင်စီကိုဖုန်းဝင်လာတယ်ဆာလော်ရင်ကျွန်တော်နဲ့အတူတူဂျိုးဇက်ပါတီသွားရအောင်ဗျကျွန်တော်လားခေါ်မယ်လေဗျာဟုတ်ပြီသားပဲဆာကလိုပင်စီလာခဲ့ဗျာစောင့်နေမယ်ဆာကလိုပင်စီနဲ့အတူဂျိုးဇက်ရဲ့နေအိမ်ကိုရောက်လာတဲ့အခါလူတွေနဲ့စီကားနေပါပြီဟာဆရာတို့နောက်ကြတယ်နော်လာဗျာသုံးဆောင်ပါအောင်ဂျိုးဇက်ကတရေတယူဖိတ်ခေါ်ပြီးထိုင်စရာနေရာစီစဉ်ပေးပါတယ်ပါတီကစီသားပဲဂျိုးဇက်ရဲ့မင်းကလူချစ်လူခင်များတကူဆာကလိုပင်စီကသူ့ရဲ့တပည့်ကိုချီးကျူးနေတယ်ဆာလော်ရင်တို့လည်းစားတောက်ပြီးအိမ်ထဲကဂျိုးဇက်ရဲ့ဓာတ်ပုံတွေစုတစိတ်တွေချိတ်ထားတာကိုကြည့်ရှုရင်းတနေရာကိုရောက်တဲ့အခါမှာတော့မှန်ဘီယိုအထဲမှာအိန္ဒိယတပ်သားတယောက်လက်ထဲမှာဓာတ်တစ်ချောင်းကင်ထားတဲ့ပုံကိုတွေ့ရှိလိုက်ရပါတော့တယ်အလိုဆူကီနာဝါရဲ့ဓာတ်နဲ့တော်တော်တူတာပဲဆာလော်ရင်လည်းစိတ်ထဲမှာတွေးရင်အနီးအနားကိုတိုးကပ်ပြီးတေချာစွာနဲ့ကြည့်လိုက်တယ်ဆူကီနာဝါရဲ့ဓာတ်ဟုတ်တာမဟုတ်တာကိုသိလို့တာကြောင့်ဂျိုးဇက်စီကိုသွားပြီးမြင်းမြန်းကြည့်လိုက်တယ်ဂျိုးဇက်ကျွန်တော်တခုလောက်မေးကြည့်ခြင်းလို့ပါမေးပါဆရာမေးပါဗီဒီယိုထဲမှာဓာတ်ပုံတစ်ပုံတွေ့တယ်အိန္ဒိယတပ်သားတယောက်ဂျပန်တရှည်တလက်ကိုကင်ထားတာတွေ့လို့ကျွန်တော်စိတ်ဝင်စားမိတယ်ပြောပြပါလားဘယ်ပုံလဲဆရာဂျိုးဇက်နဲ့အတူဗီဒီယိုရှိရာစီကိုအတူလျှောက်လာခဲ့ကြတယ်ဒီပုံထဲကသူ့လက်ထဲမှာကင်ထားတဲ့ဓာတ်ကိုပြောတာပါ
အော်သူ့ကိုချိုတူးလို့ခေါ်ကြတယ်ဗျဒါကတော့ကျွန်တော်လည်းမသိဘူးအင်းဘောသူနဲ့အဆက်အသွယ်ရှိသေးလားမရှိတော့ဘူးဆရာဒါမှမဟုတ်သူ့ကိုဆက်သွယ်လို့ရနိုင်မဲ့လိပ်စာရောရှိသလားအဲ့ဒီအခါဂျိုးဆက်ဟာမျက်ခုံးပင့်ကြည့်ရင်ဆာလောရင်ကိုအကဲခတ်လာတော့တယ်ဆာလောရင်ဟာလည်းစကားလှစေဖို့အတွက်စိတ်ထဲကနေအမြန်စီချပြီးပြောလိုက်ရတယ်ကျွန်တော်နဲ့ဂျပန်ဘိုးတယောက်တိုက်ကြရင်သူ့ရဲ့ဓာတ်ကိုမြင်ဖူးခဲ့တာအခုဓာတ်နဲ့အတော်လေးကိုဆင်းနေတယ်အမတ်တရသိမ့်ထားခြင်းလို့ပါဂျိုးဆက်ရဆာလောရင်ပြောတဲ့စကားတွေကိုဂျိုးဆက်ကခေါင်းငိမ်ပြလိုက်တယ်ဆရာလည်းအိန္ဒိယတပ်သားတွေလိုစစ်အောင်နိုင်တဲ့အထိမ်းမှသိမ့်ထားခြင်းတာထင်ပါရဲ့ဟုတ်တာပေါ့တေချာအောင်ဓာတ်အတွင်းဘက်မှာစူကီနာဝါဆိုတဲ့နာမည်ပါသလားပါမေးပြီတကယ်လို့အဲ့ဒီနာမည်တေချာရဲဆိုရင်ဓာတ်ကိုလိုချင်ပါတယ်ပြန်ဝင်ရမယ်ဆိုရင်လည်းဝယ်ယူပါမယ်လို့သတင်းပါပေးပါဂျိုးဆက်ကြီးဟုတ်ကဲ့ပါဆရာတေချာစုံစမ်းထားပေးပါမယ်အဲ့ဒီနောက်အနှဲငယ်စားတောက်စကားပြောကြပြီးစာကလိုပင်ဆေးနဲ့အတူပြန်လာခဲ့ပါတော့တယ်အိမ်ရောက်တာနဲ့မေဂျာကျွန်းစစ်စီကိုဖုန်းခေါ်လိုက်ပြီးစူကီနာဝရဲ့ဓာတ်နဲ့အတော်လေးတူတဲ့ဓာတ်ကိုတွေ့ရှိခဲ့ကြောင်းကိုပြောပြလိုက်တယ်မေဂျာကျွန်းစင်ကတော့ပုံစံတူတာဖြစ်လိမ့်မယ်လို့ပြန်လည်ပြောဆိုတာကြောင့်ဆာလောရင်လည်းစိတ်တကျသွားပါတော့တယ်ရတတပတ်နှစ်ပတ်ခန့်ကြာပြီးတဲ့နောက်ဂျိုးဆက်စီကနေဖုန်းဝင်လာခဲ့ပါတယ်ချိုတူးနဲ့အဆက်အသွယ်ရပြီဆရာသူ့စီယာဓာတ်မှာစူကီနာဝအမည်နဲ့ဂျပန်စလုံးတော့မပါဘူးတဲ့ဆရာဒါပေမဲ့သူစုံစမ်းပေးမယ်လို့အကြောင်းပြန်လာပါတယ်ဆာလောရင်ဟာမျောလင့်ထားသလိုဖြစ်မလာတဲ့အတွက်အားလျော့သွားမိတယ်ဒါပေမဲ့ချိုတူးဆိုတဲ့အိန္ဒိယတပ်သားလေးကစုံစမ်းပေးမယ်လို့ဆိုတာကြောင့်အများကြီးမမျောလင့်ရဲပေမဲ့လည်းစူကီနာဝရဲ့ဓာတ်ကိုရှာတွေ့ပါစေလို့သာဆုတောင်းနေမိတယ်ဒီလိုနဲ့ဓာတ်ရဲ့သတင်းအစနာလည်းမရလာပဲလအတော်ကြာကုံဆုံးသွားပြန်ပါတယ်တခြားနီလန်ပေါင်းစုံရှာဖွေပေမဲ့လည်းအချင်းနှီးပါပဲစာဂျင်စမစ်ရဲ့ဝိညာဉ်ကိုငြိမ်းချမ်းသွားစေမဲ့နီလန်ကိုတော့မတွေ့ရှိရသေးပါဘူးဆာလောရင်ဟာပြက်ကလေးကိုကြည့်မိတိုင်းရင်မောနေရတယ်ရတတပတ်ခန့်ကုံဆုံးသွားတဲ့အခါမှာတော့ဂျိုးဆက်စီကနေသတင်းတစ်ခုကိုရရှိခဲ့ပါတယ်ဓာတ်တွေ့ပြီဆရာမွန်ဘိုင်းမှာနေတဲ့အိန္ဒိယကောင်လေးတယောက်ကရှာပေးတာဒါပေမဲ့ပိုင်ရှင်ကအဲ့ဒီဓာတ်ကိုမရောင်းဘူးလို့ပြောတယ်ဂျိုးဆက်ရဲ့စကားကြောင့်ဆာလောရင်ဟာဝမ်းသာစိုးထိတ်ဖြစ်သွားမိတယ်ကျွန်တော်လိုချင်တဲ့ဂျိုးဆက်ဘလို့လုပ်ရင်ကောင်းမလဲကျွန်တော်လည်းအတင်းတောင်းဝယ်ပေမဲ့ဓာတ်ပိုင်ရှင်ကမရောင်းဘူးလို့ပဲတွင်တွင်ညင်းနေတယ်ကျွန်တော်ကိုကူညီပါအောင်အဲ့ဒီဓာတ်ကကျွန်တော်အတွက်အရေးကြီးလို့ပါဂျိုးဆက်ရဲ့စကားတန်ခိတ္တတိတ်ဆိတ်သွားတယ်ပြီးမှဒါဆိုရင်မွန်ဘိုင်းကိုဆရာလိုက်သွားပြီးကိုယ်တိုင်စူးစမ်းကြည့်မလားပိုင်ရှင်စီကိုကိုယ်တိုင်ပြောပြရင်တော့တမျိုးပြောင်းရင်ပြောင်းသွားနိုင်တယ်သွားဖို့ကမလွယ်ဘူးနောက်2လလောက်ကြာရင်ညီမကိုကိစ္စတစ်ခုနဲ့သွားမှာမလို့ခွင့်ထက်ယူဖို့မဖြစ်နိုင်ဘူးဖြစ်နေတယ်ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူးဆရာမနှက်ပြန်ကြရင်တော့အဲ့ဒီကောင်လေးနဲ့ဖုန်းပြောမယ်လို့ချိုတူကနေတဆင်ချိန်ထားတယ်ကျွန်တော်စူးစမ်းကြည့်ပါဦးမယ်ဖုန်းပြောတဲ့အချိန်ကျရင်ကျွန်တော်ရောလာလို့ရမလားကျိုးဆက်လာခဲ့လေဆရာကိုယ်တိုင်ကြားရတော့ပိုကောင်းတာပေါ့ဘယ်အချိန်လဲနေ့လယ်2 နာရီပါဖုန်းချပြီးတဲ့နောက်ဆာလောရင်လည်းမေဂျာကျွန်းစင်ကိုထပ်ပြီးဆက်လိုက်ခါအကျိုးအကြောင်းပြောပြလိုက်တယ်ဆာလောရင်ထပ်ဆိုင်ရင်မေဂျာကျွန်းစင်ကစကားပို့ပြီးကြွယ်တယ်ဒါအပြင်စီးရုံးမှုလည်းပိုကောင်းတယ်ဒါကြောင့်ဖုန်းပြောတဲ့အချိန်မှာမေဂျာကျွန်းစင်မှာရှိစေခြင်းကြောင့်ကိုတပါးတည်းပြောလိုက်တယ်မေဂျာကျွန်းစင်ကလည်းအချိန်မီရင်လာခဲ့ပါမယ်လို့ပြန်ပြီးဖြေကြားလာတယ်နောက်တနေ့နေ့လယ်မှာဂျိုးဆက်ရဲ့အိမ်ကိုဆာလောရင်ကအရင်ရောက်နေတယ်2 နာရီထိုးတဲ့အခါချိုတူးစီကဖုန်းဝင်လာတာကြောင့်ဖုန်းပြောကြည့်တယ်ဓာတ်ရှာတွေ့တယ်ဆိုတဲ့အိန္ဒိယကောင်လေးရဲ့အမည်ကဗကြားလို့ခေါ်တယ်လို့သိရတယ်ဂျိုးဆက်ပြောတဲ့အတိုင်းပဲဗကြားကပြန်ပြောတယ်မကြမီမှာပဲမေဂျာကျွန်းစင်ရောက်လာပြီးသူပြောကြည့်ပါရစေလို့ဆိုတာကြောင့်ဖုန်းလွှဲပေးလိုက်ပါတော့တယ်မေဂျာကျွန်းစင်ဟာစကားအနှဲငယ်ပြောပြီးဗကြားဆိုတဲ့ကောင်လေးနဲ့ယင်းနှီးကျွမ်းဝင်သွားပါတော့တယ်သူတို့ဟာရင်းရင်းနှီးနှီးပြောဆိုနေကြပြီးတဲ့နောက်ဖုန်းချလိုက်တယ်အဆင်ပြေမယ်လို့ထင်ရတာပဲလော်ရင်သူစူးစမ်းပေးမယ်လို့ပြောတယ်
အဲ့ဒီအခါဆာလောရင်နဲ့ဂျိုးဆက်တို့ဟာမေဂျာဂျွန်ဆင်ကိုမချီကျူးပဲမနေနိုင်တော့ပါဘူးအိမ်ပြန်လမ်းမှာတော့ဆာလောရင်ကမေဂျာဂျွန်ဆင်ကိုဘလို့ပဲပုံပြောဆိုလိုက်တဲ့အကြောင်းကိုမေးမြန်းကြည့်တဲ့အခါမှာတော့အိန္ဒိယလူမျိုးတွေကပေါင်းရတင်ရလွယ်ပြီးစိတ်သဘောကောင်းကြတယ်သူတို့ကရိုးရာဓလေ့တွေကိုလည်းသိပ်ပြီးယုံကြည်ကြတာဆူကီနာဝရဲ့ဓာတ်မှာကျင်းစာတင်နေရဲဆိုတာနဲ့အတော်လေးကြောက်လန့်သွားရှာတယ်ကျင်းစာပဲဖြတ်ဖို့ဝယ်ယူချင်တာဖြစ်တဲ့အကြောင်းနဲ့ဝယ်ယူလို့ရခဲ့ရင်ပကြားကိုပါဆွတ်ချမယ်လို့ထည့်ပြောလိုက်တော့သူရအောင်ယူပေးမယ်လို့ဆိုလာတာပဲခမည်းကတော့ကျွန်တော်ကိုအချိန်ချင်းကူညီပေးခဲ့တာပဲဂျွန်ဆင်ကျွန်တော်မှာခမည်းလိုမိတ်ဆွေကောင်းရှိတာဖျားပေးတဲ့စုပါပဲဗျာ3-4 ရက်ခန့်အကြာမှာတော့ချိုတူးစီကနေဖုန်းထပ်ဝင်လာတယ်ဆူကီနာဝရဲ့ဓာတ်ကိုရရှိလာပြီဖြစ်ကြောင်းနဲ့သင်းမောနဲ့ပို့ဆောင်ရမှာဖြစ်တာကြောင့်လန်ခီမှာရက်အတော်လေးကြာမဲ့အကြောင်းကိုပြောလာတယ်ဆာလောရင်ဟာလည်းဓာတ်ရဲ့တန်ဖိုးနဲ့ပကြားအတွက်စုငွေကိုပြန်လည်ပို့ဆောင်လိုက်ပါမယ်လို့အကြောင်းပြန်လိုက်တယ်တလခွဲခန့်ကြာပြီးတဲ့နောက်မှာတော့အိန္ဒိယနိုင်ငံကနေပို့လိုက်တဲ့ဆူကီနာဝရဲ့ဓာတ်ဟာဆာလောရင်စီကိုရောက်ရှိလာရတော့တယ်ဓာတ်ရောက်လာတာနဲ့ဆာလောရင်ဟာလည်းစိတ်လှုပ်ရှားစွာနဲ့စာဖတ်ခန်းကိုတန်းဝင်သွားပြီးဓာတ်ကိုထုတ်ကြည့်လိုက်ရမှာတော့ဓာတ်ဖုံးဖွင့်လိုက်တာနဲ့အဖုံးအောက်မှာရှိတဲ့လက်ကင်ရိုးပေါ်မှာဆူကီနာဝါဆိုတဲ့အမည်ကိုဂျပန်စာနဲ့တွေ့ရတာကြောင့်အံ့ဩဝမ်းသာသွားရတယ်ဓာတ်ပေါ်မှာလည်းဂျပန်တို့အလေးထားရာချယ်ရီပွင့်ကိုခတ်နှိပ်ထားတယ်ဆာလောရင်ဟာဝမ်းသာလွန်းတာကြောင့်မေဂျာဂျွန်ဆင်စီကိုချက်ချင်းဖုန်းဆက်လိုက်တယ်မနက်ကိုရောက်တဲ့အခါမေဂျာဂျွန်ဆင်ရောက်လာပြီးဓာတ်ကိုကြည့်ရှုလိုက်တယ်လောရင်ခမည်းပြောသလိုပဲဆူကီနာဝရဲ့ဓာတ်ဟာတိတ်ပေါ်ပါတာပဲဗျခမည်းဟာစာဂျင်စမစ်အတွက်တကယ်ပဲကျွတ်လွတ်အောင်လုပ်ပေးရမယ်သူမို့ဒီဓာတ်ကိုရလာတာဖြစ်မယ်ဟုတ်ပါမလားတော့မပြောတတ်ဘူးဗျာအခုတော့ဓာတ်ရပြီမို့စိတ်အေးပြီနှစ်ပတ်လည်နေ့မှာအဆင်ပြေဖို့ပဲကြံတယ်အဲ့ဒါအတွက်တော့မပူနဲ့လောရင်ကျွန်တော်စီစဉ်ပေးပါမယ်ဓာတ်ကိုမေဂျာဂျွန်ဆင်ကြည့်ပြီးတာနဲ့ဆာလောရင်လည်းဗီဒီယိုအတွင်းကိုထည့်ကတော့ခတ်ပြီးတင်ထားလိုက်တော့တယ်နောက်တနေ့နနက်မှာတော့ဆာလောရင်ရုံးသွားဖို့အတွက်အိမ်တကားဖွင့်လိုက်စင်မှာမစ္စတာရစ်ချက်ဟာအိမ်ရှိမှာတုံလုတ်ပြီးရက်ဆောင်နေတာကိုတွေ့လိုက်ရတယ်မစ္စတာရစ်ချက်ဘာအကြောင်းများတုံးဗျဆာလောရင်တိတ်အရေးကြီးတယ်ကျွန်တော်ညစာချင်းကိုအိမ်မက်မက်တယ်ဗျသူကဒေါသတကြီးနဲ့ကျွန်တော်ရဲ့လေဘင်းကိုလာညှစ်ပြီးနင့်ကြောင့်လူစားလဲမဲ့အစီအစဉ်ပြက်ရတာငါရအောင်လဲပြမယ်လဲမဲ့လူကနင်မဲလို့ပြောတယ်ကျွန်တော်လဲတော်တော်တုန်လှုပ်သွားတယ်ဆာလောရင်ဒီမှာကြည့်ပါအောင်ဗျအဲ့လိုပြောလိုက်ပြီးသူ့ရဲ့လေဘင်းကလေစည်းကိုဖယ်လိုက်တယ်လေဘင်းမှာလက်ငါးချောင်းရအညိုမဲကြီးဆွဲနေတာကိုတွေ့လိုက်ရတယ်အလိုမစ္စတာရစ်ချက်ဒီလိုဆိုဘလို့လုပ်ကြမလို့ဓာတ်ဟိုသာရအောင်ရှာပါတော့ဗျာကျွန်တော်လည်းတက်နိုင်သမျှကူညီပါမယ်ကျွန်တော်ဓာတ်ရခဲ့ပြီမစ္စတာရစ်ချက်အိုးဖျားသခင်ကောင်းချီးပေးတာပဲဗျာလုံးဝအမှားမခံပါနဲ့လို့မှာပြစီဆာလောရင်ကျွန်တော်ထပ်လာခဲ့ပါမယ်ကောင်းပါပြီဗျာဆာလောရင်လည်းနေ့လယ်ကိုရောက်တဲ့အခါမေဂျာဂျွန်စစ်စီကိုဖုန်းဆက်ခေါ်ပြီးညနေမှာအိမ်ကိုဝင်လာဖို့အတွက်မှာလိုက်တယ်ညနေကိုရောက်တဲ့အခါမှာတော့ဝင်လာခဲ့ဂျွန်စင်ရေးတကားဖွင့်ထားတယ်ဆာလောရင်ကျမစကားနည်းနည်းပြောချင်လို့ပါမေဂျာဂျွန်ဆင်မဟုတ်ပဲဆာဂျန်စမစ်ရဲ့မိခင်ဖြစ်နေတယ်ဟုတ်ကဲ့အထဲကိုဝင်ထိုင်ပါဗျဆရာကျမဒီစကားပြောလို့တမျိုးတော့မထင်ပါနဲ့ရှင်ပြောတာပြောပါဗျာအာမနာပါနဲ့ဆရာတပည့်ကိုကျမညအိမ်မက်မက်တယ်ဆရာအိမ်မက်ထဲမှာ तू ကမြေတိုက်ခန်းထဲမှာပိတ်မိနေလို့သူ့ကိုလာကဲထုတ်ပေးပါလို့ပြောတယ်ကျမသားလေးကိုမြင်ရတာဝမ်းနေလိုက်တာရှင်ခြေတွေလက်တွေလည်းမပါဘူးဆရာရဲ့ဆာလောရင်လည်းအနှဲငယ်ထိတ်လန့်သွားပြီးမှဟန်မပြတ်ပြန်ထိန်လိုက်ရတယ်ခမည်းသူ့ကိုသတိရနေလို့ဖြစ်ပါလိမ့်မယ်ဗျာအဲ့ဒီအချိန်မှာမေဂျာဂျွန်ဆင်ဝင်လာတဲ့အတွက်ဆာလောရင်ဟာဝမ်းသာသွားမိတယ်အိုးဧည့်သည်ရောက်နေပြီကျမကိုခွင့်ပြုပါအောင်ဆရာနောက်မှလာလဲပါအောင်မယ်ရှင်အဲ့လိုပြောပြီးပြန်သွားပါတော့တယ်ဆာလောရင်လည်းစာကျင်ရဲ့မိခင်ပြန်သွားတာနဲ့မေဂျာဂျွန်ဆင်ကို
မနက်ကမစ္စတာရစ်ချက်လာပြောတာတွေနဲ့အခုစာချင်းရဲ့မိခင်လာပြောတာတွေကိုပြန်လည်ပြီးပြောပြလိုက်တယ်မစ္စတာရစ်ချက်ပြောသလိုဆိုစာချင်းကိုလူစားလဲပေးဖို့မဖြစ်ဘူးဗျအခုပဲနိုဝင်ဘာရောက်နေပြီလောရင်နောက်တစ်လကျော်လောက်ဆိုနှစ်ပတ်လည်းရောက်ပြီမဟုတ်လားစာလောရင်လည်းမေးစိတ်ကိုကိုင်းရင်တွေးနေပြီးမှမစ္စတာရစ်ချက်နဲ့ထပ်တွေ့ဖို့လိုတယ်ဂျွန်ဆန်မစ္စတာရစ်ချက်ကိုဆာလောရင်ကတွေ့ဆုံလိုပါတယ်လို့မေဂျာဂျွန်ဆန်ကတဆင့်အမှားပါလိုက်တယ်။နောက်တနေ့နက်မှာတော့ဆာဂျင်စမစ်ရဲ့မိခင်ဟာဆာလောရင်စီကိုထပ်မံပြီးရောက်ရှိလာပြန်ပါတယ်။ကျမမင်းညကလည်းတားကိုအိမ်မက်ထပ်မှတ်တယ်ဆရာ။သူ့ကိုလာကဲထုတ်ပေးပါလို့ထပ်လာပြောတယ်။နှစ်ညဇက်တိုက်မှတ်နေတော့ကျမစိတ်ထဲဘဝင်မကျပါဘူး။ဆာဂျင်ရဲ့မိခင်ဟာမျက်နှာအလွန်ညှိုးငယ်စွာနဲ့လာရောက်ပြီးပြောနေပြန်တယ်။ဆာလောရင်လည်းစာချင်းရဲ့ကိစ္စကိုဖွင့်ဟဝန်ခံပြောပြခြင်းပဲလေအခုလိုအခြေအနေမျိုးကိုဘယ်သူမှလက်ခံနိုင်မှာမဟုတ်တာကြောင့်ခက်စိတ်စိတ်သာနေလိုက်ပါတော့တယ်ခမရတာအခုဆိုရင်ကောင်းကင်ဘုံမှာရောက်နေပါပြီဗျာအိမ်မဆိုးတွေမှတ်နေတာပါဆရာကျမသားအခုထိတက်ရှင်နေတော့မယ်လို့ကျမထင်နေတယ်ရှင်အခုဆရာစီကိုလာတာကဘာမှကိုကျမလူတွေနဲ့တွားပြီးသားကိုပြန်သွားရှာမလို့ပဲအဲ့ဒါကြောင့်သားနဲ့နောက်ဆုံးတွေ့ခဲ့တာဆရာဖြစ်နေတယ်ဆိုလို့အဲ့ဒီတော့အကြောင်းလေးတွေပြန်ပြောပြပေးပါလားတောင်းဆိုပါရယ်စာချင်းရဲ့မိခင်ပြောစကားတွေကြောင့်ထိတ်လန့်သွားမိရတယ်ပြန်ကြားရင်လည်းအဟောင်းကအစ်စ်ဖြစ်လိမ့်မယ်လေဗျာကျွန်တော်လည်းအဲ့ဒီကိစ္စကိုအစီရင်ခံပြီးသွားပြီစိတ်လျှော့လိုက်ပါတော့ဗျာကျမသိကျင်တယ်ရှင်ကစိတ်လျှော့ခိုင်းမှာပေါ့ရှင်သားမှမဟုတ်တာကျမကတော့အလျှော့မပေးနိုင်ဘူးမျောလင့်ချက်နည်းနည်းရှိလဲဆက်ရှာမယ်မတွေ့မချင်းရှာမယ်ကျမသားအကြောင်းကိုပဲပြောပြပေးပါစာချင်းရဲ့မိခင်ဟာဝမ်းနဲ့စိတ်ကြောင့်ဒေါသဖြစ်လာပြီးဆာလောရင်ကိုအော်ကရန်တွေးတော့မလို့ပဲပြောဆိုလာနေတယ်ဟန်နီဟာဘာရီရှောက်လို့နေရလဲဆာလောရင်အားနာလိုက်တာဗျာကျွန်တော်လည်းသူ့ကိုတားနေရတာပါမင်းအခုအိမ်ပြန်မဟုတ်တာတွေရှောက်လို့မနေနဲ့စာချင်းရဲ့ဖခင်ကလိုက်လာပြီးစူငေါက်တဲ့အခါမှအိမ်ကိုပြန်သွားပါတော့တယ်ဆာလောရင်ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ်ကျွန်တော်မိမရဲ့အပြောဆိုမသိတတ်တာတွေအတွက်ကျွန်တော်ရှက်မိပါတယ်ခွင့်လွှတ်ပေးပါဗျာရပါတယ်မိခင်ဆိုတော့လေဒီလိုပဲဖြစ်တတ်ပါတယ်အဲ့လိုပြေပြေလဲလဲနဲ့ပြန်ပြောပြပြီးရုံးကိုလေးလံတဲ့ခြေလမ်းတွေနဲ့ထွက်လာခဲ့မိတယ်ဆာလောရင်ဟာအခုအချိန်ကစပြီးစာဂျင်စမစ်ရဲ့ကိစ္စပြီးမြောက်တဲ့အထိသတိကြီးစွာထားပြီးလောက်ကင်မှတင့်တော်မှဖြစ်တာကြောင့်မေဂျာဂျွန်ဆင်ကိုလည်းအဆအဆရာရာသတိဝရိယထားဖို့အတွက်မှားကြားထားမှတင့်တော်လိမ့်မယ်လို့စဉ်းစားနေမိတယ်ညနေရုံးစင်းကန်ဒီမှာမေဂျာဂျွန်ဆင်ကမစ္စတာရစ်ချက်ကလည်းဆာလောရင်နဲ့တွေ့ဆုံလိုတာကြောင့်လာခဲ့မယ့်အကြောင်းကိုဖုန်းဆက်လာတယ်ညအချိန်ကိုရောက်တဲ့အခါမေဂျာဂျွန်ဆင်နဲ့မစ္စတာရစ်ချက်တို့ဟာဆာလောရင်ရဲ့အိမ်မှာဆုံတွေ့ကြရမှာတော့လောရင်ရေကျွန်တော်တို့အတွက်တော့အားတက်စရာပဲဗျဘာမှကိုသွားတဲ့အခါမစ္စတာရစ်ချက်လည်းလိုက်ပါပေးမယ်တဲ့ဗျာအိုးကောင်းတာပေါ့ဗျဘလို့စိတ်ကူးရသွားသလဲကျွန်တော်ညအိပ်ရင်စာကျင့်ကိုအိမ်မက်မက်နေတာ2ည3ညရှိပြီမတ်တိုင်းလဲကျွန်တော်နဲ့လူစားလဲမယ်ဆိုပြီးဒေါသတကြီးကြည်နေတာမတ်တယ်ဘာလို့လူစားလဲကျင်တယ်လဲဆိုရင်စာကျင့်ဟာအမှောင်ကနေမထွက်ချင်တော့ဘူးလေအမှောင်မှာပြောနေပြီအခုချိန်မှာသူအားနေနေသေးတယ်သူ့လိုမျိုးတိတ်ဆုံးတဲ့နည်းနဲ့လူတစ်ယောက်ဟာခေါင်းတလားနဲ့ပတ်သက်ပြီးတိတ်ဆုံးသွားရင်ခေါင်းတလားကြီးဟာစွမ်းအားပိုကြီးလာပြီးအဲ့ဒီမှာမှီးနေတဲ့စာချင်းလည်းအစွမ်းပိုကြီးလာလိမ့်မယ်အခုချိန်မှာတော့သူလှုပ်ချင်တာမလုပ်နိုင်သေးဘူးဒါပေမဲ့လူစားလဲလိုက်တာနဲ့အဲ့ဒီလူကိုသူနဲ့အတူအမှောင်ထဲမှာပဲနေခိုင်းတော့မှလေဒီလိုနဲ့နှစ်ကြာလာရင်ကျွန်တော်တို့လိုလူတွေရဲ့အသက်ကိုတောင်ရန်ရှာလာတော့မယ်ဗျသူစွမ်းအားကြီးလာလို့မဖြစ်တော့ဘူးဆာလောရင်သူကလူတွေတယောက်ပြီးတယောက်အမှောင်ထဲကိုဆွဲခေါ်သွားလိမ့်မယ်ဘလို့ကြောင့်များလဲမစ္စတာရစ်ချက်စာကျင်ကလူကောင်းတယောက်ပါအခုသူလွတ်မြောက်ဖို့အကူအညီတောင်းနေတာမို့ကူညီနေရတာပါဟုတ်ပါတယ်ဆာလောရင်ဒါပေမဲ့ခမည်းတော်နားလည်ထားသလိုမလွယ်ကူဘူးဗျခေါင်းတလားကြီးနဲ့ပတ်သက်ပြီးလူသေးဆုံးမှုများလေသူကစွမ်းအားပိုရှိလေဖြစ်ပြီးနောက်ဆုံးမထိန်နိုင်တော့တဲ့အထိဖြစ်သွားလိမ့်မယ်ခေါင်းတလားကြီးနဲ့ပတ်သက်ပြီးသေဆုံးရင်ဘလို့သေးသေးစွမ်းအားပိုရှိလာသလားဟုတ်ပါတယ်မစ္စတာဂျွန်ဆင်
အလိုဘာမှတော့ကလူစားလဲဖို့မအောင်မြင်ပဲလူတစ်ယောက်တိတ်ဆုံးသွားဘူးတဲ့မစ္စတာရစ်ချက်မစ္စတာရစ်ချက်ဟာတန်တအောရှိနေတယ်ဒါကြောင့်သူဟာစွမ်းအားပိုရှိလာပြီးဒီထိအောင်လာခြောက်လန့်နေတာကိုကဲလောရင့်ဘာမှကိုဘယ်တော့သွားမှလဲလာမယ့်လာဆန်းပိုင်းဒီဇင်ဘာလဆန်းပိုင်းမှာတော့ဆာလော်ရင်မေဂျာဂျွန်ဆင်နဲ့မစ္စတာရစ်ချက်တို့၃ယောက်သင်္ဘောနဲ့ထွက်ခွာလာကြရမှာတော့လကုန်ကန်ဒီအချိန်မှာရန်ကုန်စိတ်ကမ်းကိုရောက်ရှိလာကြတယ်။စိတ်ကမ်းကိုရောက်တဲ့အခါမေဂျာဂျွန်ဆင်ရဲ့မိတ်ဆွေဆရာဝန်ဖြစ်တဲ့ပန်ချာပီကြီးတယောက်ကနေအသင့်လာရောက်စောင့်ကြိုနေတယ်။ဆာလော်ရင်တို့လည်းဘသူနဲ့မှမတွေ့လို့တာကြောင့်တိတ်တဆိတ်ပဲပန်ချာပီရဲ့အိမ်မှာခိတ္တတဲခိုလိုက်ကြတယ်။ပန်ချာပီထံကိုလူအနှဲငယ်လိုအပ်တာကြောင့်စီစဉ်ပေးပါလို့တောင်းဆိုတဲ့အခါ၎င်းကသူ့ရဲ့တပည့်၃ယောက်ကိုလိုအပ်ပါကခေါ်ယူသွားပါလို့ဆိုတယ်။မေဂျာဂျွန်ဆင်ကလည်းအစဉ်သင့်တာကြောင့်ဝမ်းသာစွာလက်ခံပြီးညအချိန်ကိုရောက်တဲ့အခါခေါင်းတလားကြီးရှိရာကိုခရီးဆက်ကြတယ်။၃ရက်ခန့်ခရီးနှင်ပြီးတဲ့အခါမှာတော့ဆာလော်ရင်တာဝန်ထမ်းဆောင်ခဲ့ရာတောင်ပေါ်မြို့လေးစီကိုရောက်ရှိလာတော့တယ်။အဲ့ဒီမြို့ကိုရောက်တာနဲ့ပန်ချာပီကြီးရဲ့စီစဉ်ပေးမှုနဲ့ပန်ချာပီရဲ့မိတ်ဆွေအိမ်မှာတဲခိုခွင့်ရခဲ့တယ်။မေဂျာဂျွန်ဆင်လည်းပန်ချာပီရဲ့တပည့်၃ယောက်ကိုဘိုးအိမ်အကြောင်းကိုစုံစမ်းခဲ့ဖို့အတွက်စေခိုင်းရင်အိမ်ရှင်ကိုလူ၂ယောက်ခန့်ငှားရမ်းကျင်မှာအကြောင်းကိုပြောဆိုနေတယ်။အိမ်ရှင်ကလည်းရရှိနိုင်တဲ့အကြောင်းကိုပြောဆိုပြီးစားကောင်းတောက်ပွဲတွေနဲ့အိတ်ဝတ်ပြုရှာတယ်။ညအချိန်ကိုရောက်တဲ့အခါပန်ချာပီရဲ့တပည့်၃ယောက်ပြန်ရောက်လာပြီးဘိုးအိမ်မှာတတော်ဝင်တာဦးညွန့်ဖေးဆိုသူကမကြာခဏလာရောက်ပန်းဖြေတဲ့ကြောင်းအခုအချိန်မှာလွတ်လပ်ရေးပွဲတော်ကိုတနိုင်ငံလုံးကျင်းပကြမှာဖြစ်တာကြောင့်ဘိုးအိမ်ကိုရောက်မလာနိုင်သေးကြောင်းဘိုးအိမ်မှာအဆောင်တစ်ယောက်သာရှိပြီးသူဟာနေ့အချိန်မှသာလာဆောင်တတ်ကြောင်းညအချိန်မှာတော့ဘသူတဦးတယောက်မှမရှိဘဲတောက်ခတ်ထားပါကြောင်းကြားသိရတော့မေဂျာဂျွန်ဆင်နဲ့ဆာလော်ရင်တို့လည်းကျဉ်းနဲ့သွားမိကြတယ်ဂျွန်ဆင်ကျွန်တော်တို့တော့အစင်သင့်လိုက်လေဗျာမနှက်ဖြန်ညလှုပ်ရှားကြမယ်နောက်နေ့ညမှာဇန်နဝါရီလ9ရက်နေ့ဖြစ်ပေမဲ့လည်းလွတ်လပ်ရေးပွဲအတွက်ဇက်ပွဲအငြိမ်ပွဲတွေဟာ3ညတိုင်တိုင်ချိန်ချိန်သေးကားပြလျက်ရှိပါတယ်။ဆာလော်ရင်တို့ဟာလူစုခွဲပြီးအိမ်အနီးကိုချင်းကပ်သွားကြတယ်။ဘေဘီဝဲရကိုကြည့်လိုက်တော့လူတဦးတလေမှမတွေ့ရတာကြောင့်ဘိုးအိမ်ဝင်းအတွင်းကိုတိတ်တဆိတ်ဝင်ကြတယ်။ဘိုးအိမ်ကြီးအနီးမှာတော့ခေါင်းတလားကြီးကိုတည်ယူဖို့အတွက်မြင်းလဲကိုအစင်းသင့်ထားရှိခဲ့တယ်။မေဂျာဂျွန်ဆင်ဟာဘိုးအိမ်ရဲ့အနောက်ဘက်မှန်တကားကိုစက်ကူကောတုတ်လိမ့်ပြီးကတ်လိုက်ခါခွဲလိုက်တယ်။အဲ့ဒီနောက်အတွင်းဘက်ကချက်ကိုဖြုတ်လိုက်တယ်။မိအိမ်ကိုလည်းခက်မိန်မိန်ထွန်းလိုက်ခါဘိုးအိမ်ကြီးတဲ့ကိုဝင်လာခဲ့ကြတော့တယ်။မြေတိုက်ခန်းကိုဆင်းတဲ့လှေကားမှာအုပ်စီပြီးပိတ်ထားခဲ့ရမှာတော့အဲ့ဒီနေရာမှာဝင်တောက်ဦးညွတ်ဖေနဲ့သူ့ရဲ့ဇနီးပုံကိုလူတရက်စာပကြီးဆွဲပြီးချိတ်ဆွဲထားတာကိုတွေ့ရတာကြောင့်ဆာလော်ရင်တို့လည်းဝမ်းသာမိလိုက်ကြတယ်။ပကြီးကားကိုအသားရဖြုတ်ချပြီးအုတ်တွေကိုထုရိုက်ပြီးဖွင့်ကြတော့တယ်။မကြခင်မှာပဲအုတ်တွေအတော်တန်ဖြတ်ပြီးပြီးစီးသွားရမှာတော့မြေတိုက်ခန်းလေကားအတိုင်းမေဂျာဂျွန်ဆင်ကနေဥဆောင်ပြီးဆင်းကြတော့တယ်။ခေါင်းတလားနီးကိုရောက်တဲ့အခါမှာတော့မစ္စတာရစ်ချက်ကယူဆောင်လာတဲ့ဖျောင်းနိုင်တွေကိုအခန်းကျောင်းတွေမှာထွန်းညှိလိုက်တယ်။မြေတိုက်ခန်းဟာလင်းသွားပြီးခေါင်းတလားကြီးကိုရှင်းလင်းစွာနဲ့တွေ့မြင်နေရတယ်။ဆာလော်ရင်လည်းအချိန်မဆိုင်တော့ပဲစူကီနာဝရဲ့ဓာတ်ကိုထုတ်ခါခေါင်းတလားကြီးကို3ချက်ခောက်ဖို့အတွက်လက်မြောက်ပြီးရွေလိုက်စင်ပါပဲအခန်းထဲမှာထွန်းညှိထားတဲ့ဖျောင်းနိုင်မိတွေနဲ့မိအိမ်ဟာဘယ်နေရာကတိုက်ခတ်လိုက်တယ်မသိတဲ့လေတစ်ချက်ဝိတ်သွားပြီးမြင်းငိမ့်သွားတယ်။ပါလာတဲ့မိချစ်ကိုခက်မြန်ချစ်ပြီးပြန်လဲထွန်းညှိလိုက်ပေမဲ့လည်းအခန်းထဲမှာဘလို့ပြောင်းလဲခြင်းမှမရှိတာဖြစ်တာကြောင့်ကျေနပ်သွားပြီးဓာတ်ကိုခေါင်းတလားကြီးပေါ်မှာရွေလိုက်ပြီးမစ္စတာရစ်ချက်ကျွန်တော်စပြီဗျာမစ္စတာရစ်ချက်စီကဘာဖြေတံကိုမှပြန်ဖြေတံမကြားရတာကြောင့်လှည့်ကြည့်လိုက်မိတယ်။မေဂျာဂျွန်ဆင်ဟာမျက်နှာတစ်ခုလုံးဖြူဘက်ဖြူရောဖြစ်နေပြီးမျက်လုံးတွေနီးရဲကကြောက်မက်ဖွယ်ကောင်းစွာနဲ့မစ္စတာရစ်ချက်ကိုလဲပင်းညစ်ထားတာကိုတွေ့လိုက်ရတယ်။ပန်ချာပီရဲ့တပည့်၃ယောက်လည်းကြောင်သွားပြီးမှင်သေးသေးနဲ့ရက်ကြည့်နေကြတယ်။ဟာဂျွန်ဆင်သတိထားလေဟေးလာဆွဲကြပါလားဘာရက်ကြည့်နေသလဲဆာလော်ရင်ပြောမှပန်ချာပီ၃ယောက်လည်းသတိဝင်လာပြီးဝိုင်းဆွဲကြတော့တယ်
ဟမ်နင်းနဲ့လူစားလဲမယ်ငါ့ကိုနှောက်ရှက်ရင်ဘလို့တည်ရမလဲကြည့်ထားဂျွန်ဆန်မစ္စတာရစ်ချက်ကိုလွတ်လိုက်ပါကွာဂျွန်ဆန်မဟုတ်ဘူးနင်ငါလက်ထဲရောက်ပြီရစ်ချက်ငါ့ကိုနှောက်ရှက်ချင်တဲ့လူအဲ့လိုပြောလိုက်ပြီးမစ္စတာရစ်ချက်ကိုလွတ်ချလိုက်ရာမစ္စတာရစ်ချက်ဟာအသက်တောင်မရှူနိုင်တော့ပါဘူးမေဂျာဂျွန်ဆန်ကလက်ကိုဝေဝဲလိုက်ရမှာတော့ဆာလော်ရင်နဲ့ပန်ချာပီ၃ယောက်လဲလွင့်စင်ပြီးအဝေးကိုပြစ်လွင့်သွားတယ်အဲ့ဒီနောက်ဆာလော်ရင်ချထားတဲ့ဓာတ်ကိုတွားရောက်ယူဆောင်ပြီးမစ္စတာရစ်ချက်စီကိုတလန်ချင်းလှမ်းလာကနေပါတော့တယ်ဆာလော်ရင်လည်းအာယူထားရင်စမစ်ငါတောင်းပန်တယ်ဂျွန်ဆန်ရဲ့ခန္ဓာကိုယ်တွေကထွက်လာခဲ့ပါဘသူ့ကိုမှဒုက္ခမပေးပါနဲ့ကွာအဲ့လိုပြောပြီးဆာလော်ရင်ဟာမေဂျာဂျွန်ဆန်ရဲ့လက်ကိုဆွဲကာတားလိုက်တယ်ခမရဘာမှလာမပြောနဲ့နောက်အလှည့်ရခမရဖြစ်သွားမယ်မေဂျာဂျွန်ဆန်ဟာအသိစိတ်ပြောက်နေပါပြီဆာလော်ရင်ဓာတ်ယူပြီးမြင်မြန်လို့တော့မစ္စတာရစ်ချက်ကအတန်သေးသေးနဲ့အာယူပြီးလှမ်းပြောလိုက်တဲ့အခါဆာလော်ရင်လည်းဓာတ်ယူဖို့အတွက်လက်လန်းနေတော့မှာပဲမေဂျာဂျွန်ဆန်ဟာဓာတ်ကိုအပေါ်ကိုမြှောက်လိုက်ပြီးရစ်ချက်နင့်ကိုစီရင်ရတော့မယ်ဆာဂျန်စမစ်ဖြစ်တယ်လေမေဂျာဂျွန်ဆန်ဟာဓာတ်အဖုံးကိုဖွင့်ကလွှင့်ထုတ်ပစ်လိုက်ပြီးဆူကီနာဝရဲ့ဓာတ်ကိုကင်ကပုံမှန်မဟုတ်တဲ့ခြေလမ်းတွေနဲ့မစ္စတာရစ်ချက်စီကိုတလန်းချင်းလှမ်းလာနေတယ်ဆာဂျန်စမစ်ဟာအသက်ရှင်စဉ်တုန်းကခြေလက်တွေဖြတ်ပြီးအသက်ခံခဲ့ရတာကြောင့်လမ်းလျှောက်ရင်လည်းပုံမှန်ဖြစ်မနေဘူးမေဂျာဂျွန်ဆန်ဟာလည်းတဖြည်းဖြည်းနဲ့မစ္စတာရစ်ချက်အနီးကိုရောက်လာခဲ့ပြီဆာလော်ရင်နဲ့ပန်ချာပီ၃ယောက်ဟာမေဂျာဂျွန်ဆန်ကိုလိုက်ဆွဲပေမဲ့လည်းမနိုင်ပါဘူးမေဂျာဂျွန်ဆန်ဟာတာမန်လူတွေထက်အားအလွန်တန်းနေတော့တယ်ပန်ချာပီ၂ယောက်ကတော့မေဂျာဂျွန်ဆန်ရဲ့ခြေထောက်တစ်ဖက်တစ်ချက်ကိုဖတ်တွယ်ဆွဲထားပေမဲ့လည်းမေဂျာဂျွန်ဆန်လမ်းလျှောက်တိုင်း၎င်းတို့ဟာတရွတ်တိုက်ပါသွားကြတယ်ဆာလော်ရင်ကတော့မေဂျာဂျွန်ဆန်ရဲ့ဓာတ်ကင်ထားတဲ့ညာဘက်လက်ကိုဆွဲထားပြီးပန်ချာပီရဲ့တပည့်တစ်ယောက်ကတော့ဘယ်ဘက်လက်ကိုဆွဲထားကြတယ်ဒါပေမဲ့မေဂျာဂျွန်ဆန်ဟာမမှုပဲမစ္စတာရစ်ချက်အနီးကိုလှမ်းလာနိုင်တယ်အနီးကိုရောက်လာတဲ့အခါမစ္စတာရစ်ချက်ကိုခုတ်ချလိုက်တာနဲ့ခေါင်းတလားအနီးရဖြူဖြူအရာဟာမေဂျာဂျွန်ဆန်ကိုဝင်လုံးလိုက်ပါတော့တယ်မစ္စတာရစ်ချက်ကတော့ဘယ်ဘက်လက်မောင်းမှာဒဏ်ရာရပြီးအပြင်ဝစ်လောင်းကုတ်ပေါ်ကိုသွေးတွေဖြာထွက်လာပါတော့တယ်မေဂျာဂျွန်ဆန်ကိုတပန်းဝင်လုံးနဲ့ဖြူဖြူနဲ့အရာကိုကြည့်လိုက်ရာဆာလော်ရင်ဟာအလွန်အံ့အားသင့်သွားရတော့တယ်အဲ့ဒီအရာကမောင်ဆန်ဖြစ်နေတာကြောင့်ပါပဲမေဂျာဂျွန်ဆန်ကိုဝင်ပူးနေတဲ့ဆာဂျန်စမစ်ဟာအလွန်စိတ်တူလာပြီးမောင်ဆန်ရဲ့ဝိညာဉ်ကိုပြန်လည်ဖမ်းချုပ်ထားလိုက်တဲ့အခါဆူကီနာဝရဲ့ဓာတ်ကလွတ်ကျသွားတော့တယ်ဆာလော်ရင်ဓာတ်ယူပြီးစတော့မစ္စတာရစ်ချက်ရဲ့စကားကိုကြားတာနဲ့ဆာလော်ရင်လည်းဓာတ်ကိုယူပြီးခေါင်းတလားကြီးပေါ်ကို၃ချက်ခောက်လိုက်တဲ့အခါမှာမေဂျာဂျွန်ဆန်ဟာလှည့်ကြည့်လာကဒေါသတကြီးနဲ့ပြေးလာတော့တယ်ဒါပေမဲ့မေဂျာဂျွန်ဆန်ကိုမောင်ဆန်ကပြန်လည်ဟန်တာထားတာကြောင့်ခေါင်းတလားကြီးအနီးကိုသာလှမ်းလာနိုင်တယ်ဟမ်ငါ့ကိုဝင်ရှုပ်တဲ့သူတွေအကုန်တက်ပြင်မယ်မေဂျာဂျွန်ဆန်စီကိုဝင်ပူးနေတဲ့ဆာဂျန်စမစ်ဟာဒေါသတန်နဲ့အန်ကျိတ်ပြီးမျက်လုံးနီနီကြီးပြူးထွက်ပြီးပြောနေတာဟာအလွန်ကြောက်မက်ဖွယ်ကောင်းနေပါတော့တယ်ဆာလော်ရင်လည်းခေါင်းတလားကြီးကိုခောက်ပြီးတဲ့နောက်မှာတော့ဆာဂျန်စမစ်ကျွန်ုပ်ဆာလော်ရင်အမိန်ပေးလိုက်တယ်တင့်ကိုတတ်သွားတဲ့ဓာတ်ကိုတင့်စီကိုယူဆောင်လာပေးပြီးဖြစ်တယ်အဲ့ဒီဓာတ်ကိုရရှိချိန်မှစပြီးဒီအထိသာရွတ်ဆိုရသေးတယ်မေဂျာဂျွန်ဆန်ကိုပူးကတ်နေတဲ့ဆာဂျန်စမစ်ဟာဒေါသပုံမှုထွက်လာတော့တယ်အားလို့ကျေလောင်စွာအော်ပြီးဆာလော်ရင်ရဲ့လက်ထဲကဓာတ်ကိုလှမ်းယူဖို့အတွက်လှမ်းလာနေတယ်မောင်ဆက်ရဲ့ဝိညာဉ်ဟာစာကျင့်ကိုထပ်မံဝင်လုံးကထိမ့်ထားပေးပေမဲ့လည်းအင်အားချင်းကမမျှပါဘူးစာကျင့်ပူးကတ်နေတဲ့မေဂျာဂျွန်ဆန်ကမောင်ဆက်ရဲ့ဝိညာဉ်ကိုပြန်လဲဆွဲကမေဂျာဂျွန်ဆန်ရဲ့ခန္ဓာကိုယ်ထဲကိုတွတ်သွင်းနေတဲ့အခါမောင်ဆန်ကတဝက်မျှတာဝင်သွားနေပါပြီဆာလော်ရင်လည်းဆက်လက်ပြီးမုန်းတီးမှုတွေဒေါသထွက်မှုတွေကိုဒီဓာတ်အပေါ်မှာပဲတက်ရောက်ခါတင့်ဝိညာဉ်လဲကောင်းမွန်စွာအိပ်ဆက်ပါလောယနေ့မှစ၍ကျွန်ုပ်တို့တက်နဲ့သင်သည်မသက်ဆိုင်တော့ပါအာမင်ဆာလော်ရင်ရွတ်ဆိုပြီးတာနဲ့ပန်ချာပီရဲ့တပည့်၃ယောက်ဟာခေါင်းတလားကြီးအဖုံးကိုဆွဲလန်ပြီးဖွင့်ပေးလိုက်ကြတယ်
ဆာလောရင်လည်းဆူကီနာဝရဲ့ဓာတ်ကိုအဖုံးပြန်ဖုံးပြီးခေါင်းတလားအတွင်းကိုထည့်လိုက်တဲ့အခါမေဂျာဂျွန်ဆင့်စီကပူးကပ်နေတဲ့ဆာဂျင်စမစ်ဟာမေဂျာဂျွန်ဆင့်ရဲ့ခန္ဓာကိုယ်ကနေတဖြည်းဖြည်းအငွေ့အဖြစ်ထွက်ခါခေါင်းတလားကြီးတွေကိုမဝင်ခြင်းမဲ့လေသူ့ဘာသာဝင်နေပြီဖြစ်တာကြောင့်မောင်ဆက်ရဲ့ဝိညာဉ်ကိုပါတပါးတည်းဆွဲခေါ်နေတယ်မောင်ဆက်ရဲ့ဝိညာဉ်ဟာခေါင်းတလားအတွင်းဝင်မဲ့ဆဲဆဲမှာတော့မစ္စတာရစ်ချက်ဟာအာယူပြီးထလာကလက်ထဲကစေးမုံတစ်မျိုးနဲ့ဆာဂျင်စမစ်ထံကိုဖြူထည့်လိုက်တာကြောင့်ဆာဂျင်စမစ်ဟာဒေါသတကြီးကြီးကမောင်ဆန့်ကိုလွတ်ပေးလိုက်ရပြီးအော်ဟစ်ရင်ခေါင်းတလားအတွင်းကိုဝင်သွားတာနဲ့အဖုံးဟာလည်းပြင်းထန်စွာမြောက်တက်လာပြီးသူ့အလိုလိုတခါတည်းပိတ်သွားပါတော့တယ်မောင်ဆန့်ရဲ့ဝိညာဉ်လည်းဆာလောရင်ကိုကြည့်ကပြုံးပြနှုတ်ဆက်ခဲ့ပြီးအပြင်ဘက်ကိုထွက်သွားရမှာတော့ကျေးဇူးတင်လိုက်တာမောင်ဆန့်ကြီးခမည်းကဝိညာဉ်ဘဝနဲ့တော့ကျွန်တော်ကိုအကူအညီပေးသွားခဲ့တယ်ဆာလောရင်ရဲ့စကားကိုကြားလိုက်တဲ့အခါမောင်ဆန်ဟာလှည့်ကြည့်လာပြီးကျေနပ်စွာပြုံးပြရင်းတဖြည်းဖြည်းပြက်ကွယ်သွားပါတော့တယ်မေဂျာဂျွန်ဆင်မှာတော့စာချင်းရဲ့ပူကတ်မှုကြောင့်ပင်မနှွမ်းလျပြီးမလုံနိုင်ပဲရှိနေပါတယ်ဆာလောရင်လည်းမိုးမလင်းခင်အနေအထားမပြတ်စေဖို့အတွက်ခေါင်းတလားကြီးကိုဝိုင်းမာကမြင်းလဲပေါ်တင်ပြီးအဝေးဆုံးတော်ရင်တနေရာကိုပို့ဆောင်ပြီးမြုပ်နှံဖို့အတွက်ဆောင်ရွက်ရပါတယ်မြေတိုက်ခန်းကိုပြန်ပိတ်ဖို့အတွက်မေဂျာဂျွန်ဆင်ဦးဆောင်ပြီးပန်ချာပီရဲ့တပည့်၃ယောက်ကလင်းမြန်စွာပြန်ပိတ်ပေးပြီးဝင်ထောက်တို့ရဲ့ပုံတူပကြီးကားကိုပြန်လဲချိတ်ဆွဲကပွနေတဲ့ပစ္စည်းတွေကိုတေချာပြန်လဲရှင်းလင်းပေးလိုက်တော့တယ်ဆာလောရင်တို့ဟာခေါင်းတလားကြီးကိုတည်ယူလာရမှာတော့မေဂျာဂျွန်ဆင်စီစဉ်ပေးထားတဲ့လူနှစ်ယောက်ဟာအခေါင်းမြုပ်နှံရန်မြေတူးထားပေးပြီးအသင့်ဆောင်ဆိုင်နေကြသည်ရှိရမှာတော့ခေါင်းတလားကြီးကိုအောင်မြင်စွာမြုပ်နှံလိုက်ပါတော့တယ်အားလုံးပြီးစီးတဲ့အခါမိုးလဲအတော်တန်လင်းပြီဖြစ်တာကြောင့်ဆောင်ဆိုင်မနေကြတော့ပဲတခါတည်းရန်ကုန်ကိုပြန်လာကြတော့တယ်ရန်ကုန်ရောက်မှခိတ္တအနားယူပြီးအင်္ဂလန်ပြည်ကိုပြန်သွားကြတယ်ဆာလောရင်လည်းအိမ်ကိုပြန်ရောက်ပြီးခါတိုင်းလိုပဲယုံသွားစင်မှာတော့လမ်းမှာစာချင်းရဲ့မိခင်နဲ့တွေ့ရာဆရာဟိုတလောကကျမပြောမှဆိုမှရှိခဲ့ရင်တောင်းပန်ပါတယ်ကျမသားကိုလွမ်းလို့အိမ်မက်တွေမှတ်နေတာပါအခုတော့ဘာမှထပ်ပြီးမမှတ်တော့ပါဘူးဆရာကိစ္စမရှိပါဘူးဗျာဖြစ်တတ်ပါတယ်ဗျနော်ဆာလောရင်ဟာနှုတ်ဆက်စကားပြောရင်းရုံးကိုသွားရလမ်းမှာပြုံးနေမိတော့တယ်1995ခုနှစ်ကိုရောက်တဲ့အခါမှာတော့မင်းဟာတေးကြလို့လားကွာဟာတေးကြတာပေါ့သိန်းဦးရာငါအဖိုးကိုယ်တိုင်မြေချင်းတူးတုံးကပါတာကွာအေးဒီသတင်းသာအမှန်ဆိုရင်တော့ငါတို့တော့ပွားပြီးရောက်ဖားရေးမင်းနဲ့ငါနဲ့နှစ်ယောက်ပဲသိပါစေနော်ဟိုကောင်တွေကိုအစတောင်မဖော်ပြောနဲ့စိတ်ချမင်းနေရာသိတာရောတေးကြတယ်မလားဒီမှာသိန်းဦးငါဆိုတဲ့မြင့်မောင်ကမပိုင်ရင်ချင်းတောင်မရိုက်ဘူးကွာကြိုက်ပြီးဘယ်နေ့သွားမလဲမနှက်ဖြန်လှုပ်လိုက်တော့ကိုမြင့်မောင်ဆိုသူနဲ့ကိုသိန်းဦးဆိုတဲ့တငယ်ချင်းနှစ်ယောက်ဟာမနှက်လင်းတာနဲ့စပိန်ကိုစီနဲ့တောဆက်ကိုထွက်လာကြတယ်ကိုမြင့်မောင်ဟာဟိုရှာဒီရှာနဲ့အချိန်လင့်သွားတဲ့အချိန်မှာနေလေစာထမင်းဘူးကိုဖွင့်ကယူလာတဲ့ချက်အရက်နဲ့နှစ်ယောက်သားစားတောက်လိုက်ကြတယ်ဟိတ်ကောင်ရောက်ဖအခုထိမတွေ့သေးပါလားကွတွေ့မှာပေါ့ကွစိတ်မလုံးနဲ့လေဒီနေ့မတွေ့မနှက်ဖြန်တွေ့လိမ့်မယ်ကဲငါတော့တရေတမောအိတ်အောင်မယ်ကွာအဲ့လိုပြောလိုက်ပြီးနှစ်ယောက်သားအိပ်ပျော်သွားကြတာဟာညနေတောင်စောင်းနေပါပြီဟိတ်ကောင်သိန်းဦးထကွာမနှက်မှပြန်လာမယ်ဒိုးမယ်ကွာညနေတောင်ရောက်ပြီငါအပေါ့ခဏသွားအောင်မယ်ခဏပဲအေးဆိုင်ရပိုင်ရကိုတောင်းပန်အောင်တောထဲမှာနော်မင်းအေးပါကွာဟာဒီသင်္ကုတ်ကလည်းတစ်မျိုးဟေ့မြင့်မလာကြည့်အောင်ဟာဘာလဲဟာဒါကလဝကတ်တိုင်နဲ့တူတယ်လို့ပဲမင်းဖိုးပြောတာဒါထင်နေအေးတူးကြည့်မယ်ကွာမနဲ့လင်းလင်းရှင်းရှင်းမှပြန်လာမယ်လေကွာဟာမင်းကလည်းတက်တိနေပါတူးမယ်ကွာအေးကွာတူးတာပေါ့တူးနေရင်နဲ့ညဟာတဖြည်းဖြည်းမှောင်းလာတယ်ကောင်းငင်ရံမှာလကလည်းထိန်ထိန်သားနေပြီး
အလင်းရောင်နဲ့ရှင်းလင်းနေတော့တယ်အတော်ကြာတူးမိတဲ့အခါမှာတော့ဟေးသိန်းဦးရေငါတို့တော့တွေ့ပြီထင်တယ်ကွာဟာဟာဆွဲတင်မလားရောက်ဖမင်းကနုံနေပြောလည်းမကြိုက်ဘူးဒီအတိုင်းဖွင့်လိုချင်တာယူပြီးပြန်ပိတ်ပြန်ဖို့ဘာခက်တလဲအေးဟုတ်သားကျွန်းခေါင်းတလားကြီးဟာနှစ်များစွာကြာပေမဲ့လည်းအကောင်းပကတိအတိုင်းပါပဲကိုမြင့်မောင်နဲ့ကိုသိန်းဦးတို့ဟာလည်းခေါင်းတလားအဖုံးကိုတန်တရွင်းနဲ့စူးစားပန်းစားဖွင့်ရပွင့်သွားတယ်အဖုံးပွင့်သွားတာနဲ့အိတ်တန်းဝင်နေတဲ့ငှက်တုံးဟာရုတ်တရက်ဖြက်ဖြက်လူကထပြန်ပြေးကြတယ်တောနီးမှာကြက်စားကြတဲ့ခွေးတွေကလည်းဆွဲဆွဲငင်ငင်ဦးလာတယ်ဒါပေမဲ့တငယ်ချင်းနှစ်ယောက်ဟာလောဘဖုံးပြီးအကြောက်လက်မရှိကြပါဘူးဟေ့မြင့်မောင်ဒါကဓာတ်တစ်ချောင်းပဲဟာအဲ့လိုပြောကဓားကိုယူပြီးဓားအဖုံးကိုဆွဲဖွင့်လိုက်ရမှာတော့ခေါင်းတလားစီကအမဲရောင်အမွှေတွေအလိမ့်လိုက်ထွက်လာပြီးအားဆိုတဲ့အော်ဒန်အနက်ကြီးဟာတတော်လုံးဖုံးလွှမ်းသွားပါတော့တယ်အခုကတော့စာရေးဆရာမတော်ရလာမင်းစန္ဒာရဲ့ခေါင်းတလားကြီးဆိုတဲ့ဖြစ်ရစမ်းကျဲပရာလောကဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နာတော်တာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်